ဒီနေ့ညကွာရန်တင်းဝင်ရတဲ့ယောဂီတွေရောအခြားတရားနာကြတဲ့ယောဂီတွေရောဒီညဥစဉ်ကောင်းစဉ်ပေးထားတဲ့တရားဆိုတာအချုပ်တရားတွေပေါ့အိမ်မှာနေရင်သွားရင်လာရင်ရှုလို့မြင်လို့ရတဲ့တရားဒီတရားကရှားစရာမလိုပဲနဲ့တွေ့ပြီးသားမြင်ပြီးသားတရားကိုတရားလို့မမြင်သေးရင်နည်းနည်းခက်ခဲတဲ့တရားဆိုတာလုံးဝမြင်မှာမဟုတ်ဘူးအဲ့ဒါကတော့ပရမတ္ထတရားတွေခေါ်တယ်တရားဆိုတာပရမတ်တရားတွေပဲရှိပါတယ်ဆိုလို့ပြောကြတယ်ပေါ့တကယ်တမ်းကျတော့ဝိဇ္ဇာမာနိနပညာတရားအဝိဇ္ဇာမာနိနပညာတရားဆိုတာနှစ်ခုရှိတယ်အဝိဇ္ဇာဖုံးထားတဲ့အမိပြုထားတဲ့ပညာတရားရဲ့အဝိဇ္ဇာမဖုံးမဲနဲ့အမိပြုထားတဲ့ပညာတရားရဲ့လို့နှမျိုးရှိပါတယ်အဲဒီနှမျိုးကမှရင့်ကျက်သွားတော့မှပရမတ္တတရားတွေကိုရှုရတယ်ပရမတ္တတရားတွေဆိုတာကသမာသမာဓိသို့မဟုတ်စင်ကြယ်တဲ့စိတ်တဝိသုဒ္ဓိမရှိသေးပဲနဲ့မမြင်နိုင်တဲ့တရားတွေကိုပရမတ္တတရားတွေလို့ခေါ်တယ်အခုကတော့စိတ်ကတော့စိတ်တဝိသုဒ္ဓိအဖြစ်မစင်ကြယ်သေးဘူးဆိုကြပြီမဲ့တရားအားကောင်းတဲ့ပုဂ္ဂိုလ်တွေရှုစေရှုကြိုက်အခန်း၌အခိုက်၌စိတ်တဝိသုဒ္ဓိဖြစ်ပြီးတော့ရှုနိုင်တဲ့တရားတွေအဲ့ဒါတွေကိုဥစဉ်ဒီနေ့ညသမာဓိဋ္ဌိဆိုတဲ့ကောင်းစဉ်နဲ့တက်ပြီးတော့ဟောပါမယ်တမာဆိုတာကောင်းသောဒိဋ္ဌိဆိုတာမြင်တာကောင်းစွာမြင်ရတဲ့တရားတွေတကယ်တမ်းကျတော့တရားလို့ပြောတဲ့အတန်ကတော့တူပါတယ်အဲ့ဒီတရားထဲမှာအရင်အနုအဲ့ဒီလိုကြွားချတာရှိပါတယ်အဲ့တော့ယောဂီတို့အခုတရားနာကြမဲ့ပုဂ္ဂိုလ်တွေကကာမဂုဏ်နယ်ထဲမှာကာမနဲ့ကိလေသာနဲ့ဆက်ဆံလိမ့်ကြံနေတဲ့နယ်ထဲမှာရှိတဲ့ပုဂ္ဂိုလ်တွေဟာပရမတ္ထတရားတွေကိုမြင်ဖို့ဆိုတာမလွယ်ပါဘူးမမြင်နိုင်ပါဘူးမြင်နိုင်ခဲ့ပါတယ်အိမ်တော်မွေးရင်သားမွေးရင်နဲ့ရှုလို့ရတဲ့တရားဆိုတာဥစဉ်ဒီညဟောမယ့်တရားကတော့အိမ်တော်မွေးရင်ကိလေသာနဲ့နေတဲ့ဈာတွေကသံဝေကရတဲ့ပုဂ္ဂိုလ်များနိုးထားတဲ့ပုဂ္ဂိုလ်များသတိရှိတဲ့ပုဂ္ဂိုလ်များနော်အဲ့ဒီပုဂ္ဂိုလ်များအတွက်အိမ်မှာနေရင်သွားရင်လာရင်ရှားစရာမလိုပဲနဲ့ရှိပြီးသားတရားကိုဟောမှာပါအဲ့တော့တရားဆိုတာမျက်လုံးကြီးမိတ်ရှာမှတရားလို့လေအများသောအားဖြင့်အဲ့ဒီလိုယူကြတယ်တရားရှာမယ်ဟိတရားကျင့်မယ်ဟိဆိုရင်ငုတ်ထိုင်ပြီးမျက်လုံးမိတ်အဲ့ဒါကိုပဲတရားကျင့်တယ်တရားအထုတ်တယ်လို့သတ်မှတ်ထားကြတာဒီကရန်ကြတော့အဲ့ဒီတရားတွေဟာမျက်လုံးမိတ်ပြီးငုတ်ထိုင်နဲ့ကျင့်တဲ့တရားတွေဆိုတာတရားကျင့်တာမဟုတ်ဘူးအဲ့ဒါကတရားမြင်ဖို့အတွက်စိတ်စင်ကြယ်အောင်ပြုနေတာသို့မဟုတ်သမာဓိဖြစ်အောင်အားထုတ်နေတာသို့မဟုတ်သတိမြဲအောင်အားထုတ်နေတာကိုအဲ့ဒါကိုမျက်စိမိတ်ပြီးတော့တရားအားထုတ်နေတယ်လို့ခေါ်တယ်တရားဆိုတာရှိပြီးသားရှားတဲ့အလုံးမဟုတ်ဘူးရှုမဲ့စိတ်မှာကန်းနေလို့မောဟအပေါင်းဖုံးထားလို့ကိလေသာအညစ်အကြေးတွေအုပ်ချုပ်ထားလို့အဲ့ဒါတွေကိုဖယ်ရှားနေတာကိုအဲ့ဒါကိုတရားအားထုတ်နေတယ်လို့ခေါ်တယ်အဲ့ဒီတရားကမြတ်တဲ့ပရမတ္ထတရားတွေကိုပြောတာအဲ့ဒီမြတ်တဲ့ပရမတ္ထတရားတွေကိုမြင်ဖို့အတွက်မြတ်စွာဘုရားဟောတဲ့ဒေသနာနဲ့ကိုက်ရလားလို့မေးရင်အဖော်မပါတကူဒီတပိတ်တလုံးသုံးတဲ့တော်သင်္ကန်းနဲ့တော်တယ်သွားသိတပင်ရင်ဝါတပင်အောက်လိုင်ကူတူးပြီးတော့
နော်အဲ့ဒါကျင့်အဲ့ဒါမှဘုရားဟောဒေသနာလည်းမှန်နေအဲ့ဒီတော့မှလည်းတွေ့တယ်အဲ့လိုမှမဟုတ်ဘဲနဲ့မတွေ့နိုင်ဘူးအခုနေကတော့ရိပ်သာမှာတရားအားထုတ်တယ်ဆိုတာကတော့တရားတော့သွားအားထုတ်တာတော့မှန်တာပေါ့သို့တော်လည်းယုတ်တိဏ္ဍနေလို့ပြောတာရင်အတန်ချင်းတူပြီးနဲ့ပရမတ်တရားဆိုတာကွာသေးတယ်အဲ့ဒီပရမတ်တရားကိုမြင်ဖို့အားထုတ်ကြပြီနဲ့မြင်နိုင်တဲ့သမာဓိရှိလေလားမရှိလေလားနော်သမာဓိရှိလို့ရှုလို့သို့မဟုတ်သမာဓိရှိလို့မြင်လို့ရှုတာလားသမာဓိမရှိဘဲနဲ့ရှုနေတာလားဆိုတာကွဲရမှုလိုသေးတယ်ဒါကြောင့်မလို့ဒါတွေကရှင်းရင်နည်းနည်းပါလေအဲ့တော့ဦးဇင်းကမျက်လုံးမိတ်ပြီးရိတ်တာသွားငုတ်တုတ်ထိုင်ကျင့်စရာမလိုဘဲနဲ့တွေ့ရမြင်ရတဲ့တရားကိုမှတရားလို့မသိသေးဘူးတရားလို့မမြင်သေးဘူးတရားသဘောဖြင့်မရှုသေးဘူးဆိုရင်မျက်လုံးမိတ်ရှာတဲ့တရားလည်းမြင်မှာမဟုတ်ဘူးအဲ့ဒါကြောင့်မို့လို့ဒီနေ့ညတရားနာရတဲ့ယောဂီတွေကိုမျက်လုံးမိတ်ရှာမလို့ဘုရားရှင်ရှိငုတ်တုတ်ထိုင်ရှာမလို့အဲ့ဒီလိုမလို့ပဲနဲ့ရှုလို့ရတဲ့တရားမြင်နိုင်တဲ့တရားအဲ့ဒီတရားကိုဦးဇင်းဒီနေ့ညဟောမှာအဲ့တော့တရားဆိုတာကမှားနေတာကိုလည်းအမှားတရားပဲအကုသိုလ်တရားမှန်နေတာကလည်းကုသိုလ်တရားအမှားရဲ့အမှန်ရဲ့ကုသိုလ်ရဲ့အကုသိုလ်ရဲ့မပါဘဲနဲ့သဘောတတ်စောင်းနေတာကိုအဲ့ဒါကအပြကရတရားလို့ခေါ်တယ်ဒါစာလို့ဆိုတော့ကုသလဓမ္မအကုသလဓမ္မအပြကရဓမ္မလို့ခေါ်တာပေါ့ဗမာလိုကြတော့ကုသိုလ်သဘောလဲတရားပဲအကုသိုလ်သဘောလဲတရားပဲကုသိုလ်အကုသိုလ်မရှိဘဲနဲ့သဘောလဲတရားပဲလို့ဒီလိုအကြမ်းမြင့်မှတ်လိုက်ပါအဲ့လိုမှတ်ပြီးတဲ့အခါကျတော့ဘာကိုတရားလို့ရှားစရာမလိုပဲနဲ့တွေ့ပြီးသားမြင်ပြီးသားပါလို့ပြောရတယ်လဲဆိုလို့ရှိရင်ယောဂီတို့တယောက်နဲ့တယောက်ကြည့်လို့မြင်နေရကိုယ့်ဘာကိုလည်းကြည့်လို့မြင်နေရအဲ့လိုကြည့်လို့မြင်နေတဲ့အဲမှာဘာကိုမြင်နေတာလဲလို့မေးရင်တရားကိုမြင်တာလားမတရားကိုမြင်တာလားလို့အဲ့ဒီနှမျိုးခွဲခြားကြည့်ဖို့လိုပါတယ်မြင်တော့မြင်တာချင်းအမြင်ခံရတာချင်းတော့အတူတူပဲတရားနဲ့မြင်တာလားမတရားနဲ့မြင်တာလားတဲ့အမှန်ရှိတာကတော့တရားပါတဲ့မိမိကမတရားတဲ့စိတ်နဲ့နှလုံးသွင်းနေရင်အဲ့ဒါမတရားပါဘူးတဲ့တရားတဲ့စိတ်နဲ့နှလုံးသွင်းရင်တရားပါတယ်ဥမာသမင်းစားပြီကြက်သားစားပြီသမင်းစားနေရင်လဲရှုလို့ရတယ်ဘာဟင်းနဲ့ချက်လဲဟိတို့ဒီနေ့ကြက်သားဟင်းနဲ့ချက်တယ်ဟုတ်ပြီကြက်ကလူခုတ်လားလို့မေးရင်ဟာကြက်ဆိုတာကြက်ပေါ့လူမမဟုတ်ပဲလို့ပြောပါလိမ့်မယ်ကြက်ဆိုတာတိရစ္ဆာန်ပဲလူမမဟုတ်တာပဲလို့ဇုံကံညင်းပါလိမ့်မယ်အဲ့လိုဆိုရင်ကြက်ကလူဟုတ်လားလို့မေးရင်လေဟာကြက်ကကြက်ပဲပေါ့တိရစ္ဆာန်ပဲလူပဲဖြစ်မလဲလို့ပြောကြပါလိမ့်မယ်ကောင်းပြီအဲ့လိုဆိုကြက်ကလူမဖြစ်ဘူးဆိုရင်ဘာဖြစ်လို့အဲ့ဒီကြက်သားစားသလဲဒါသဘောလေးတွေစဉ်းစားတာစဉ်းကျင်တာအဲ့ဒါဘုရားရှင်ငရုတ်ထိုင်မှာမဟုတ်ဘူးတောထဲသွားမှာမဟုတ်ဘူးရိပ်သာသွားမှာမဟုတ်ဘူးသမင်းစားရင်နဲ့အမှန်ကိုအမှန်အတိုင်းခုနဥစဉ်ပြောခဲ့ပြီအမှန်ကိုအမှန်တိုင်းမြင်တရားအခုမြင်တွေ့နေရတဲ့ပကံထဲမှာမြင်တွေ့နေရတဲ့ကြက်သားဟာကြက်တတ္တဝါငါကိုမဟုတ်ဘူးစားမဲ့လူကကြက်ကငါကိုမဟုတ်ကြက်ကငါမဟုတ်ဘူးကြက်ကကြက်အကောင်တတ္တဝါပဲတတ္တဝါကလူမဟုတ်ဘူးသူကငါမဟုတ်ဘူးငါသူမဟုတ်ဘူးလို့ယူဆကြမြင်ရတယ်အဲ့ဒီအမြင်အမှားအမြင်မှန်ကအကယ်၍ကြက်ကိုလူမဟုတ်လို့ငါမဟုတ်လို့သူပဲငါနဲ့မဆိုင်ဘူးကြက်ကတိရစ္ဆာန်ပဲလူမဟုတ်ဘူးဆိုရင်ဘာဖြစ်လို့ကြက်သားစားလဲဒါကိုသုံးသပ်တာအဲ့ဒါကိုကြတော့တမ္မာသင်္ကပ္ပလို့ခေါ်တယ်ကောင်းစွာဆင်ញင်သုံးသပ်တာတမ္မာဒိဋ္ဌိကပကံတွေကဟင်းကိုမြင်တာ
ကြက်သားကိုမြင်တာကသမာဓိဋ္ဌိကနော်သမာဓိဋ္ဌိနဲ့မြင်တာကဘယ်လိုမြင်မလဲသမာသင်္ကပ္ပကဘယ်လိုလဲမိစ္ဆာဒိဋ္ဌိကဘယ်လိုမြင်သလဲမိစ္ဆာသင်္ကပ္ပကဘယ်လိုမြင်သလဲဒါပဲกว่าတယ်ပကံနဲ့ကအရာကတော့ဒါပဲမိမိကမြင်တာကသမာဓိဋ္ဌိသမာသင်္ကပ္ပနဲ့မြင်ရင်တရားမိစ္ဆာဒိဋ္ဌိမိစ္ဆာသင်္ကပ္ပနဲ့မြင်ရင်မတရားဘယ်မှာသမာဓိဋ္ဌိသမာသင်္ကပ္ပမိစ္ဆာဒိဋ္ဌိမိစ္ဆာသင်္ကပ္ပဖြစ်ရတာလဲဆိုတော့ပကံနဲ့ကကြက်မှာမဟုတ်မိမိရဲ့စိတ်မှာမိမိစိတ်ကမြင်ရတဲ့အရာအပြင်အာဟာရပဲကြက်မဟုတ်ဘူးမြင်တာကတော့အမြင်ခံကတော့ဒါပဲအမြင်ခံကတော့ဒါပဲမြင်တဲ့ပုဂ္ဂိုလ်ကသမာဓိဋ္ဌိသမာသင်္ကပ္ပနဲ့သမာသင်္ကပ္ပနဲ့မြင်ရင်ကြက်ဆိုတာပုဂ္ဂိုလ်သတ္တဝါမဟုတ်ဘူးစားသူငါသည်လည်းပုဂ္ဂိုလ်သတ္တဝါမဟုတ်ဘူးအာဟာရယုတ်ချင်းအာဟာရယုတ်ချင်းဖြည့်စည်းနေပါလားလို့အဲ့ဒီလိုသိရင်တရားနဲ့စားခြင်းဖြစ်တယ်အဲ့ဒါတရားပဲမိစ္ဆာသင်္ကပ္ပကြတော့ဟာကြက်သားကွာငါစားတယ်ကြက်ကကောင်းလိုက်တာကြက်အရသာချိုးလိုက်တာအနံ့ကလည်းမှုလိုက်တာဆိုရင်အဲ့ဒါဆိုရင်မိစ္ဆာဒိဋ္ဌိမိစ္ဆာသင်္ကပ္ပဖြစ်ပြီးတဏှာကူးတယ်အာဟာရယုတ်ပဲအာဟာရယုတ်ချင်းအာဟာရယုတ်ချင်းဖြည့်စည်းတယ်ဆိုသမာဓိဋ္ဌိသမာသင်္ကပ္ပအနေပညာကူးတယ်ပညာကူးပြီးစားမလားတဏှာကူးပြီးစားမလားသမာဓိဋ္ဌိသမာသင်္ကပ္ပနဲ့စားမလားမိစ္ဆာဒိဋ္ဌိမိစ္ဆာသင်္ကပ္ပနဲ့စားမလားအဲ့ဒါပါပဲရှိပါတယ်မြတ်စွာဘုရားရှင်လက်ထက်ကကျွေးတက်နေတဲ့တထေးလင်များနှစ်ယောက်ရှိတထေးဘဝနေဆင်းရဲပြီးကျွေးတက်တော့ဒါဥစဉ်ဖတ်ဖူးတာကတော့ကြာပြီနာမည်တွေဘာတွေတော့မသိတော့ဘူးသဘောပဲဟောပါမယ်သူတို့ဇနီးမောင်နှံကလည်းအသက်ကြီးပြီးပုံနာလင်မယားနှစ်ယောက်အဲ့ဒီမှာသူတို့ကလည်းကျွတ်တန်းဝင်မှုအချိန်ကြာမြတ်စွာဘုရားရှင်ကတရားအာမထုတ်ချင်ဘူးလားလို့ဆိုတော့သာသနာပေါင်းမတက်ချင်ဘူးလားသာသနာပေါင်းတော့တက်ချင်ပါတယ်ကျွေးရှိနေပါလေပေါ့အဲ့ဒါနဲ့ကောသလမင်းထံသွားပြီးအဲ့ဇနီးမောင်နှံရဲ့ကျွေးဆက်ပြီးလိုက်ဆိုအဲ့ဇနီးမောင်နှံကျွေးကြည့်တော့သာသနာပေါင်းကိုဘိက္ခုဘိက္ခုနီဝတ်ကြပြီးတော့တကြောင်ထဲမှာပဲအတူသတင်းသုံးပြီးတရားအားထုတ်ဆုံးခံထွက်အဲ့လိုဆုံးခံထွက်ပြီးတော့ပြန်လာတဲ့အချိန်မှာရှေ့ကဘိက္ခုဆိုတော့ယောက်ျားဖြစ်သူယဟန်နောက်ကဘိက္ခုနီမဇနီးဖြစ်သူယဟန်အဲ့လိုကျောင်းသင်္ကန်းနဲ့ဝင်ရင်းနဲ့ဗရမ ्या တွေ့အယောင်ထွက်နေတဲ့ဗရမ ्या တွေ့တော့ရှေ့ကဘိက္ခုယဟန်ကတဏငါကတော့ဒီဗရမ ्या ကိုမလိုချင်တော့ဘူးငါကအလိုသိမ့်ပြီဒါမနဲ့ငါတက္ကမဘိက္ခုနီမအလိုမြန်ဖြစ်လေအောင်မလားလောဘဖြစ်လေအောင်မလားမသိဘူးဆိုပြီးတော့ခြေထောက်နဲ့မြေကြီးပဲနဲ့ဖုံးတယ်ခြေထောက်နဲ့မြေကြီးနဲ့ဖုံးပလိုက်တယ်ကျောင်းသင်္ကန်းကြတော့သုံးဖုံးရင်းနဲ့ပြောတယ်တက္ကမဖြစ်သူဘိက္ခုနီမငါတဲ့လမ်းမှာဗရမ ्या တွေ့ခဲ့တယ်တဲ့ငါကအလိုသိမ့်တယ်တဲ့သင်ကိုအလိုဖြစ်မှကြောက်လို့ငါမြေကြီးနဲ့ခြေထောက်နဲ့မြေကြီးကိုဖုံးခဲ့တယ်အဲ့လိုပြောတော့နောက်ကဘိက္ခုနီမကဘာပြောလဲဆိုတော့ကျွန်ုပ်ကဗရမ ्या လို့မမြင်ပါဘူးတဲ့ပထဝီကိုပထဝီနဲ့ဖုံးလိုက်တယ်လို့ပဲမြင်ပါတယ်ဒီဇာလန်းအသေးစိတ်ကတော့ပုဂ္ဂိုလ်ကြီးပညာတွေကတော့မှန်ညမမှန်မယ်သဘောပဲဥစဉ်မှတ်ထားတာနော်အဲ့တော့အမြင်ခံကတော့အတူတူပဲမြင်တဲ့ပုဂ္ဂိုလ်ရဲ့နှလုံးသွင်းပေါ်မှာမူတည်ပြီးတော့ရှေ့ကယဟန်ကတော့လောဘကိုသိမ့်နိုင်တယ်သို့တော်သူကဗရမ ्या လို့ပညာကိုသိနောက်ကဘိက္ခုနီမကအလိုသိမ့်နိုင်တဲ့အပြင်တရားနဲ့မြင်တယ်ဗရမ ्या လို့မမြင်ဘူးပထဝီဆိုတဲ့မာကျောတဲ့ဓာတ်တစ်ခုပဲမာကျောတဲ့ဓာတ်ကိုမြေကြီးဆိုတဲ့မာကျောမှုတစ်ခုနဲ့ဖုံးအုပ်ခဲ့တယ်လို့အဲ့ဒီလိုသိတော့သူကဝိပဿနာဉာဏ်ပါတယ်လောဘသိမ့်တဲ့အပြင်ကိုဝိပဿနာဉာဏ်ပါတယ်အခုလဲဒီလိုပဲတ
တရားဆိုတာလိုက်ရှာနေကြပြီးတော့အိမ်ပြန်လာတာကြတော့မတရားစိတ်နဲ့နေကြရင်တရားမတွေးခဲ့ပါဘူးတရားတွေးခဲ့တယ်တရားမြင်တယ်ဉာဏ်စဉ်တွေရပြီးသစ္စာတွေမြင်တယ်ဆိုရင်ငါထမင်းစားတဲ့အချိန်မှာကြက်သားဟင်းလို့သိနေသေးရင်တော့တရားမတွေးသေးပါဘူးဒီလိုပြည့်ညတ်နယ်မှာရှိတဲ့သဘောတရားတော်မှနော်ဝိဇ္ဇာဉာဏ်မပေါက်ဘူးအာဟာရကိုအာဟာရလို့မသိဘဲနဲ့ကြက်လို့သိနေသေးရင်ပထဝီကိုပထဝီလို့မသိဘဲနဲ့နော်ဓာတ်၄ပါးကိုဓာတ်၄ပါးလို့မသိသေးပဲနဲ့ငါဒီခန္ဓာကြီးကလည်းဓာတ်တုံးဓာတ်ခဲကြီးလို့မသိသေးဘူးပထဝီကိုပထဝီထဲထည့်တယ်အာဟာရကိုအာဟာရထဲထည့်တယ်ဆိုရင်ဒိဋ္ဌိပြုတ်တယ်တဏှာလည်းချုပ်တယ်အဲ့ဒါပါလဲဆိုတော့လိုက်ရှာစရာမလိုပဲနဲ့မြင်နေတဲ့တရားအဲ့တော့မိမိရဲ့တရားပေါ်မှာယုံကြည်ချက်တရားသဘောပေါ်မှာပွားများချက်သုံးသပ်ချက်ပေါ်မှာမူတည်ပါတယ်ဒါရင်မကသေးဘူးဒီနိုင်ငံမှာညက်လက်ပြတဲ့ပုဂ္ဂိုလ်ကလှဲ့လေပြနေရင်နဲ့စကားပြောတတ်တဲ့ကြေသားလေးဆိုတဲ့จิตတူလေးတစ်ကောင်ရသွားရင်လာရင်သူကသဲသွားရင်နဲ့သူကစကားသိမ့်ပြီးတော့စကားတွေကတတ်အဲ့လိုစကားတွေတတ်နေရင်နဲ့လှဲ့ပတ်သွားရင်နဲ့တနေ့သောနေရာမှာဘိက္ခုနီကျောင်းသင်္ကန်းခြံစည်းနားမှာသွားပြီးတော့နော်သူတို့ဇရဲချအနာယူအဲ့လိုအနာယူရင်းနဲ့သူတို့ခီးထွက်တဲ့အခါจิตတူလေးကြံနေခဲ့တော့သာမဏေရီမလေးတွေပေါ့သာမဏေရီမလေးတွေကအဲ့ဒီจิตတူကြီးကိုကျောင်းတိုင်ဘိက္ခုနီမကြီးထံပို့တော့ဘိက္ခုနီမကြီးကစကားပြောတော့ကြေးသားလေးကစကားပြန်ပြောတတ်တယ်။အော်ဒီจิตတူကြီးလေးကစကားပြောတတ်တာဒါပဲလို့သူကသိသွားတယ်။သိသွားတော့จิตတူကြီးလေးကိုမင်းတို့ရဲ့ရိပ်သာထဲမှာသာသနာနေမီမှာနေမယ်ဆိုရင်မင်းအကြောင်းမဲ့နေလို့မရဘူးတဲ့။တရားကမ္မထံတစ်ခုခုပွားနေမှသိတော်မယ်တဲ့။အဲ့တော့မင်းဒီခန္ဓာကိုယ်ကြီးကကုကုံကောင်းနေလေစိတ်ယိုးတွေတောင်ပန်ယိုးတွေနံယိုးတွေကြောယိုးတွေခါယိုးတွေခြေထောက်ယိုးတွေခြေချောင်းယိုးတွေအယိုးတွေတိုင်ထူအကျောနဲ့တော့အသားနဲ့အရေပြားနဲ့ဖုံးထားတဲ့အဲ့ဒီခန္ဓာကိုယ်ကြီးဘယ်ပါလားလို့မင်းသိထားရမယ်မင်းအ ਨੇ ဆုံးအယိုးစုကြီးလို့သိထားရမယ်တဲ့အဲ့ဒီသိတဲ့အယိုးစုကြီးကိုမင်းအမြဲတမ်းပွားရမယ်ဒါလူမဟုတ်ဘူးနော်တိရစ္ဆာန်ကိုပညာရှိသူတော်ကောင်းများတွေ့တဲ့ပုဂ္ဂိုလ်ကိုတွေ့တဲ့အချိန်မှာဓမ္မနဲ့မျှဝေတယ်ကဲတင်တယ်ကြီးပွားရေးနိုင်ငံရေးလူမှုရေးဘာမှမပြောဘူးအဲ့တော့ဆရာဆိုတဲ့ပုဂ္ဂိုလ်ရဲ့သူတော်ကောင်းတွေဟာသူတော်ကောင်းအရေးရောက်လာရင်သူတော်ကောင်းထက်ဂိမ်းအောင်ပဲဆုံးမသွန်သင်ကြပါလေဒါနမူနာယူစရာပါပဲအဲ့တော့အဲ့ဒီခြေသားလေးရလေသူကအယိုးစုကမ္မထံပွားနေတယ်တနေ့သောအခါမှာနေပူတော့ဆောင်းတွင်အေးတော့တိုင်ထိပ်ပေါ်တက်ပြီးတော့နေပူစာလုံးတာသိငှက်ကတခါတည်းသုတ်တော့ခြီသွားတော့နောက်ကသာမဏေဒီမလေးတွေကလိုက်မောင်းတော့တောင်းလောင်းနေတော့သိငှက်ကလန့်ပြီးတော့ပြစ်ချခဲ့တော့အဲ့သာမဏေဒီမလေးတွေကအဲ့ခြေသားလေးခေါ်ပြီးတော့ဘိက္ခုနီမရှိကိုသွားပြီးတော့ပို့တဲ့အခါကျတော့ဘိက္ခုနီမကမေးတယ်မောင်ရင်နဲ့မင်းခုနသိငှက်ခြီသွားတာမင်းသိလားတဲ့သူမသိပါဘူးတဲ့ဟာအဲ့လိုဆိုမင်းဘာအသိနဲ့နေလေတဲ့အယိုးစုတစ်ခုကအယိုးစုတစ်ခုကိုခြီသွားတယ်လို့ပဲသိပါတယ်တို့လူလို့ခေါ်တဲ့အသိဉာဏ်ကြီးမားတဲ့လူသားတွေတို့ရဲ့အနိုင်မဲ့ဗုဒ္ဓရဲ့အရေးအောက်မှာကြုံညဆုံညတဲ့လူသားတွေ
စဉ်းစားသင့်ပြီတိရစ္ဆာန်လိုကြီးငှက်ကလေးတောင်မှအယုစုကမ္မထံလို့ပွားနိုင်တယ်ဒါလောက်အသက်နဲ့လူနေရတဲ့အချိန်တောင်မှကမ္မထံကိုမလွတ်ဘူးတဲ့သိမ့်ငှက်လို့မသိဘူးအယုစုလိုပဲသိတယ်ငါကိုလို့မသိဘူးအယုစုလိုပဲသိနေတယ်အယုစုကအယုစုချီတယ်လို့အဲ့ဒီလိုသေကောင်ပေါင်းလဲသေရမဲ့အသက်ဘေးနဲ့နီးတဲ့အချိန်တောင်မှသူတော်ကောင်းအဆုံးအမကိုမလွတ်ဘူး။အော်ငါတို့လူသားတွေကာမဂုဏ်သာထူပြောပြီးကိလေသာတွေဒါတောင်းချမ်းစိတ်ကြမ်းစရိုက်ကြမ်းနေနဲ့ကြမ်းထမ်းနေကြတာဖရာသာသမီဖရာရိပ်ဗုဒ္ဓဘာသာဝင်ဖြစ်ပြီးတော့ဒီကျေးသားလေးတိရစ္ဆာန်လေးလောက်တောင်မှတို့အသုံးမကျပါလားဘယ်သူတွေအသုံးမကျတာလဲဆိုလို့ရှိရင်အခုတရားနာတဲ့ပိဋကထဲမှာကိုယ့်ဘောက်ကိုယ်တာပြန်မေးကြည့်ပေါ့ငါကိုလို့သိနေလားအယိုးစုလို့သိနေသလားငါဇနီးငါခင်မွန်းလို့သိနေသလားအယိုးစုလို့သိနေသလားငါသားသမီးလို့သိနေသလားအယိုးစုလို့သိနေသလားအဖေပဲအမေပဲသိနေသလားအယိုးစုလို့သိနေသလားပြန်စစ်ပေါ့အဲ့လိုပြန်စစ်လို့ရှိရင်ငါဒီဘယ်အဆင့်တန်းထဲမှာရောက်သွားပြီလဲရောက်နေတာလဲဆိုတာသိပါလိမ့်မယ်ဒီအခုတော့တိရစ္ဆာန်ဆိုတဲ့ကြီးငှက်လေးတောင်မှသူတော်ကောင်းအဆုံးအမကိုလေးလေးစားစားနာယူမှတ်သားပြီးတော့နော်လိုက်နာပြီးပွားများနိုင်တယ်ဆိုရင်တို့လူသားတွေဗုဒ္ဓဘာသာဝင်တွေစဉ်းစားသင့်ပြီငါသည်ဖရာအဆုံးအမဗုဒ္ဓဘာသာဝင်ဖြစ်ပြီးတော့သူတော်ကောင်းတွေဟောကြပြောကြလိုက်တာဓာတ်ပြားဆိုလဲအချိန်မရွေးဖွင့်လို့ရတယ်အတန်လွင့်ဌာနရုပ်တန်လွင့်ဌာနနေရာလဲဟောလိုက်တဲ့တရားအကုန်သိတယ်ကြားလို့သိတာသိပြီနဲ့ပွားလားဆိုတော့မပွားဘူးတဲ့အေးအဲ့ဒါသိတာနဲ့ပွားတာနဲ့နှမျိုးရှိတယ်သိတာကဝိဇ္ဇာပွားတာကစရဏဝိဇ္ဇာစရဏနှစ်ခုပြည့်စုံရမယ်အဲ့လိုမပြည့်စုံတဲ့အခါကျတော့မင်းတော့ယောက်ျားမိန်းမရှိတာယုံနာနှစ်ပါးရှိတာဆိုယုံနာနှစ်ပါးရှိပါတယ်လို့ပြောမယ်ပြောတဲ့အတိုင်းတကယ်သိလားဆိုတော့မသိပါဘူးအဲ့ဒါဘာဖြစ်လို့လဲဆိုတော့မပွားလို့သိပြီးမပွားလို့ပွားတယ်ဆိုတာမြန်မာလိုပြောတာပါဠိလိုပြောရင်ဘာဝနာလို့ခေါ်တယ်မက်လို့လည်းခေါ်တယ်မက်ဆိုတာပွားတာဣဒံဒုက္ခံအရိယသစ္ဆံဣဒံဒုက္ခံဣဒံဒုက္ခនិရောဓအရိယဣဒံဒုက္ခံအရိယသစ္ဆံဘာဝိတပန္တိမေဘိက္ခွေဘာဝိတန္တိမေဘိက္ခွေပုဗ္ဗေအနာနုတုတေတုဓမေတုသက္ခဥရပါရိညာဏဥရပါရိပညာဥရပါရိဝိဇ္ဇာဥရပါရိအာလောကဥရပါရိဣဒံဒုက္ခံនិရောဓဣဒံဒုက္ခនិရောဓဣဒံဒုက္ခံအရိယသစ္စာဒီဒုက္ခတရားချုပ်ကြောင်းနိဗ္ဗာန်ရောက်ကြောင်းဣဒံဒုက္ခនិရောဓဂာမိနိပရိပဒါအရိယသစ္ဆန္တိမေဘိက္ခွေဒုက္ခချုပ်ကြောင်းနိဗ္ဗာန်သွားရလမ်းကြောင်းမဲ့ဆိုတာဘာဝိတ္တပပွားရတာတဲ့တရားဆိုတာထိုင်ပြီးရင်တောင်းကြီးဥကြီးမြတ်စဘာချတယ်လို့တေကသုံးတင်းအမော်ဒီကြောက်ခဲတွေသဲတွေပါတာမသိချင်းလို့သုံးတင်းပြည့်ပြီးရောဆိုတဲ့တောင်းကြီးစဘာချတဲ့ပုံစံမျိုးနဲ့တရားထိုင်လို့မရပါဘူးခံစားခြင်းနဲ့တရားကျင့်မှအားထုတ်မှရပါတယ်ရိတ်သာသွားဆရဲပြည့်ပြီးတခါတိုင်းတနာရီနှစ်နာရီပြည့်ပြီးတောင်းကြည့်ပြီးဆိုတာနဲ့မရဘူးသိအောင်အားထုတ်ပြီးရင်စွဲအောင်ပွားရတယ်စွဲအောင်မပွားလို့တရားမတွေ့တာခုနတော့ပကံနဲ့ရကြက်သားဟင်လိုက်ရှာစရာမလိုရှိပြီးသားကောင်းပြီအခုယောဂီတို့ကိုယ်ကောင်းမှာသဘင်ရှိအဲ့ဒီသဘင်ဟာရှိနေတယ်အဲ့ဒါဘာလဲလို့မေးလို့ရှိရင်ဓမ္မလို့ခေါ်ပါတယ်ဟာသံပင်ပဲဆိုရင်တော့အာဓမ္မပဲဓမ္မကဘာလဲတဲ့
ပထဝီဓာတ်အာဓမကပါလေသံပင်ပညာခုနတော့ဗရမ ्या ကိုဗရမ ्या လို့မသိပဲနဲ့ပထဝီလို့သိမြေကြီးလို့မသိပထဝီလို့သိခြေထောက်လို့မသိပထဝီပဲသိပထဝီကိုပထဝီနဲ့ဖုံးခဲ့တယ်ဆိုတာဒါကပို့ပြီးမှန်ကန်တဲ့ဝိပဿနာဉာဏ်ဒါတော့ဒါပဲအခုလည်းဒီလိုပဲသံမင်းဆိုတာရှိတယ်လိုက်ရှာနေရတဲ့အလုံးမဟုတ်ဘူးတွေ့ပြီးသားကြီးတရားဆိုတော့မျိုးလုံးကြီးမိတ်ပြီးလိုက်ရှာတယ်လို့ထင်တာမဟုတ်မျိုးလုံးပွင့်ပြီးရှာကြည့်ပါအဲ့ဒီသံမင်းရှိနေတာမမြင်ဘူးလားလိုက်ရှာရမယ်အလုံးလားလို့ဆိုတော့လိုက်ရှာရမယ်အလုံးမဟုတ်ပါဘူးတဲ့မြင်နေရပါလေအေးမြင်နေတာကိုဓမ္မလို့မြင်မှာလားအာဓမ္မလို့မြင်မှာလားဒါပဲဓမ္မလို့မြင်ရင်အဲ့ဒါပထဝီဓာတ်ပဲဒါသံမင်းရဲ့သဘောကိုဒါသံမင်းဆိုတာလိုက်ရှာကောင်းတဲ့အရာမဟုတ်ဘူးရှိပြီးသားကြီးရှိပြီးသားဘောလုံးကြီးပေါ်နေမြင်တဲ့ဓမ္မကိုဓမ္မလို့မသိပဲနဲ့အာဓမ္မလို့နှလုံးသွင်းနေတယ်အဲ့ဒါဒီအကုသိုလ်တရားပဲဓမ္မလို့နှလုံးသွင်းမယ်ဆိုရင်အဲ့ဒီသံပင်ကရှိတယ်သိတယ်မြင်တယ်အဲ့ဒီမြင်တဲ့သဘောကိုဓမ္မနဲ့ဘယ်လိုနှလုံးသွင်းမလဲအဲ့ဒီသံပင်ဒီငါပဲငါကိုယ်ပဲငါပိုင်ပဲငါပစ္စည်းပဲဆိုရင်အဲ့သံပင်ညှက်လိုက်ညှက်ပြီးတော့လွန့်ပစ်လိုက်သဘောလေးကလွန့်ထွက်သွားတယ်အဲ့ဒီသံပင်မှာငါပါဝါလားဆိုတော့လည်းမဟုတ်ဘူးငါပိုင်လားဆိုတော့လည်းမဟုတ်ဘူးနော်အဲ့ဒီသံပင်ပေါက်တာဒီငါစိုက်လို့ပေါက်ထားတာလားပေါက်နေတာလားအဲ့ဒါကိုပြန်စစ်တော့အမိဝင်းတွေကသတိတီလို့ရင့်လာတဲ့ထဲကသူ့ဘာသူပေါက်လာတဲ့ဆံပင်အဲ့ဒီလို့ဆိုရင်ဆံပင်ရဲ့အရှိသဘောကငါပြုတ်ထားတာမဟုတ်ငါဖန်တီးထားတာမဟုတ်ငါပြုတ်မှုငါဖန်တီးမှုမဟုတ်ရင်ဘာသဘောကြောင့်ပြုတ်တာလဲအတိတ်ကပြုခဲ့တဲ့ကံသဘောကြောင့်အတိတ်ကပြုတဲ့ကောင်းမှုလူနဲ့တန်နဲ့ကောင်းမှုပြုခဲ့တဲ့ကံရဲ့အစွမ်းကြောင့်သံပင်ပေါက်လာအမေဖေစိုက်တာလည်းမဟုတ်ဘူးငါကစိုက်တာလည်းမဟုတ်ဘူးဘယ်နဲ့တရားပြမာတွေကလည်းလာစိုက်တာမဟုတ်ဘူးဆိုရင်အဲ့လိုဆိုရင်ဘာကြောင့်ဖြစ်လာတာလဲလို့အဖြေရှာမယ်ဆိုရင်အတိတ်ကပြုခဲ့တဲ့ကံသာလျင်အဖြေထုတ်ရတော့တယ်အဲ့အတွက်ကြောင့်ငါစိုက်ထားတာမဟုတ်ကံစိုက်ထားတာကံဆောက်ထားတဲ့အိမ်ခန္ဓာငါခန္ဓာအိမ်မဟုတ်အဲ့ဒီလိုသံပင်ရဲ့သဘောဖြစ်ပုံလာပုံအနတ္တသဘောအဲ့ဒီလိုသံပင်ပေါ်လာပြီဖြစ်လာပြီဖြစ်လာတဲ့သံပင်ကတဖြည်းဖြည်း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 ငါကဆွဲဆွဲထုတ်လို့ရှိနေတာလားသူ့ဘာသူရှိတက်လာလားပြန်စစ်လိုက်ပါငါဆွဲထုတ်နေတာမဟုတ်ငါရှိအောင်မလုပ်ခဲနဲ့သူ့ဘာသူရှိလာတဲ့သူ့သဘောသူဆောင်လာတဲ့ဒီဓမ္မကိုအာဓမ္မနဲ့နှလုံးသွင်းပြီးတော့ငါသပင်ပဲငါပဲရှိလာတဲ့သပင်ကငါသပင်ပဲဆိုရင်အဲ့ဒါအာဓမ္မပဲအဲ့ဒီလိုမှပုဂ္ဂိုလ်နဲ့ဓမ္မသဘောနဲ့နော်သမာဓိဋ္ဌိဓမ္မသဘောနဲ့မြင်တယ်သမာသင်္ကပ္ပဓမ္မသဘောနဲ့ကြံသိရင်သံပင်သည်အနတ္တသဘောသူ့ဘာသူပြုပြင်တတ်ပါလားငါကိုဆိုပြီးတော့သံပင်ရှိမှဖြစ်မယ်ဆိုပြီးတော့သံပင်ရှိအောင်ငါပြုပြင်နေတာမဟုတ်တဲ့အတွက်ကြောင့်ပြုပြင်မှုသဘောတော့ရှိတယ်ထိုပြုပြင်မှုသဘောသည်ငါပြုပြင်နေတာမဟုတ်ဓမ္မတက်တဲ့ကံတက်တဲ့ကကံရဲ့အစွမ်းနဲ့နော်အာဟာရအစွမ်းနဲ့စသဖြင့်ဥဒုအစွမ်းနဲ့စိတ်အစွမ်းနဲ့စိတ်စားရုပ်စိတ်ကမပိုင်လဲစိတ်တည်သွားရင်လည်းမဖြစ်တော့ဥဒုမမြတ်တိုင်းလည်းသေသွားလို့ရှိရင်သံပင်မရှိတော့အာဟာရမထောက်ပံ့ရင်လည်းသံပင်မရှိတော့အတိတ်ကပြုတဲ့ကံကုန်သွားရင်လည်းသံပင်မရှိတော့အဲ့တော့သံပင်သည်ရှိတယ်သဘောကငါသဘောမဟုတ်ငါပိုင်မဟုတ်ငါလည်းမဟုတ်အာဟာရအကြောင်းဥဒုအကြောင်းစိတ်အကြောင်းအတိတ်ကပြုတဲ့ကံဆိုတဲ့အကြောင်းပေါင်းစုံမှုအားတွေရှိနေသေးလို့သူ့သဘောသူဆောင်ပြီးသူ့ဘာသူရှည်လာပါလားလို့အဲ့လိုသိရ
အဲ့လိုသိပြီးရင်ကဲကောင်းပြီအဲ့ဒီဆံမင်းဟာမိမွေးရဆံမင်းတွေရှိသလားဆိုတော့ကျွတ်တဲ့အပင်ဟာကျွတ်လိုက်အသေးပေါက်တဲ့အပင်ဟာပေါက်လိုက်အဲ့ဒီအသေးပေါက်တဲ့ဘုံကရင်းကျက်သွားတဲ့အခါကျတော့ကျွတ်သွားလိုက်နောက်ကအသေးပေါက်လိုက်အဲ့လိုဆိုရင်ဆံမင်းသည်မြဲသလားမမြဲဘူးမမြဲအောင်ငါလုပ်တာလားဆိုလည်းမဟုတ်ဘူးသူ့ရဲ့ဓမ္မကိုကမမြဲတဲ့ဓမ္မကြီးပါလားမမြဲတဲ့သဘောကြီးပါလားငါကြောင့်လည်းမဟုတ်ငါလည်းမဟုတ်သူ့သဘောသူဆောင်ပြီးဖြစ်လာသလိုသူ့သဘောသူဆောင်ပြီးပြုကျင်လာသလိုသူ့တတ္တန်နဲ့ကုံတော့သူ့ဘာသူပြက်သွားပါလားအဲ့ဒီဆံပင်တစ်ခုကိုဆံပင်တစ်မျိုးတည်းကိုဓမ္မယုတ်ပါလားငါယုတ်မဟုတ်ပါလားငါမဟုတ်ပါလားလို့ဧကောဓမ္မောကာယ ानु ပဒနာဆိုတဲ့ဆံပင်ရဲ့တရားတစ်ခုတည်းကိုဘာဝိတာပွားသည်ရှိသောဗဟုလိကတာကျိန်ပံများစွာပွားသည်ရှိသောအဘိညာယဉာဏ်ဓုရလိမ့်မယ်သံဘောဓာယသစ္စာ၄ပါးရလိမ့်မယ်နိဗ္ဗာနာယထာဝရချမ်းသာတဲ့နိဗ္ဗာန်မျက်မှောက်ပြုရလိမ့်မယ်ဟာနိဗ္ဗာန်လိုချင်တယ်နိဗ္ဗာန်လိုချင်တယ်ပြောတာကဲနိဗ္ဗာန်လိုချင်ကဲဒီဥစ္စာပွားဆိုပြင်းတယ်ဟောအဲ့တော့ဘာဝနာဆိုတဲ့မဲ့ဆိုတဲ့ဘာဝနာပွားမှုမပြုတ်ဘဲနဲ့တရားရှာဆယ်ကဘာရှာဘယ်တော့မှမရဘူးဘာဖြစ်လို့မဲ့ညံဆိုတာကပွားကိုပွားရတဲ့ကိစ္စနော်ထိုင်သမာဓိထားမရှိအဋ္ဌံပြီးပြီဆိုတဲ့စိတ်ဓာတ်မျိုးနဲ့ဘာတရားမှမရဘူးအခုတွေ့ပြီတွေ့တာဓမ္မသဘောတွေ့ပြီအမိပေစိုက်ပြူတာလည်းမဟုတ်အမိဝင်ရငါကိုငါဆိုပြီးတော့လူဖြစ်အောင်လူနဲ့တန်အောင်ခေါင်းစပင်ရှိမှလူနဲ့တူမှလူနဲ့တူအောင်လူရဝင်အောင်လို့ငါစပင်စိုက်ထားမယ်အလင်းမပြတ်ပေါက်လာအောင်ငါဖန်တီးခဲ့မယ်လို့မရှိခဲ့ဘူးအဲ့လိုဆိုရင်ထိုမရှိတဲ့သဘောကိုဉာဏ်နဲ့မြင်ပြီးတော့ဆံပင်သည်ငါပိုင်မဟုတ်ငါပြုတာမဟုတ်ငါလည်းမဟုတ်တဲ့သဘောအဲ့ဒီသဘောကိုဉာဏ်နဲ့အာရုံပြုထခါထခါပြုဘာဝိတာမယမနာပွားရင်သောတာပန်တရားကံအနာကံယဟန္တာထီအောင်ရောက်နိုင်တယ်ဒါဘုရားဟောတာဒါ၄ပါးတစ်ပါးပွားသည်ရှိသောအဋ္ဌိပညာပွားသည်ရှိသောနော်32ကောဋ္ဌတာပွားသည်ရှိသောယဟန္တာဖြစ်အစွဲဥပဒနာကြံနေသေးတော်မှာအနည်းဆုံးအနာဂါမိမှာကူးတရားဆိုတာဟာနဲ့တာပဲပြောတာနဲ့တယ်ဆိုတာဘာနော်ဘာဒီနဲ့တာလဲအခြေခံဖြစ်တဲ့ပညာဓမ္မတော်မှာနော်ဒိဋ္ဌိပြုတ်အောင်စွဲအောင်ဒိဋ္ဌိဉာဏ်မြဲအောင်မပွားနိုင်သေးပဲနဲ့ဘယ်နဲ့တဲ့ဓမ္မတွေလိုက်ရှာမနေမရဘူးဘောလုံးကြီးပေါ်နေတဲ့ဓမ္မတော်အာရမနဲ့နှလုံးသွင်းနေသည်နည်းနည်းတဲ့ဓမ္မဘယ်လို့မှမမြင်နိုင်ဘူးဒါဥစဉ်လည်းအရင်တော့ဟာတရားတွေ့ကျင်တာစီလိုအပေါက်ရှာနေရတာယူလင်တာယူအုပ်စယူလိုပဲတခါတည်းဘူးဖြစ်နေတရားလည်းရှာခြင်းနဲ့တရားရှာတဲ့နည်းကလည်းမသိရင်လုံးကြီးမိတ်ရှုရှဲလုံးရှုပြန်ပြီရှုဆိုတော့ရှုတဲ့ရိတ်တာဆိုတော့ရှုဖို့ရှုလို့ရှုတာပဲဘယ်ရောက်လို့ဘယ်ပေါက်မှလည်းမသိဘူးဘာအတွက်ရှုလို့ဘလို့မှလည်းမသိပဲရှုတာပဲဝေဒနာနဲ့ပဲလုံးထွေးပြီးပြေးလိုက်ရှုလိုက်တရားကလည်းတွေ့ကျင်တာမျက်လုံးဖွင့်ကြည့်တော့သင်္ကူဆရာတော်ကြီးကဘာမှာထားတယ်ဒီကကြီးဝင်းမြင့်ဖရတယ်ကိုတရားတွေ့လားမတွေ့လားသိချင်းမျက်စိနဲ့အဆင်းနဲ့ဖွင့်တိုက်ပြတယ်လူမြင်လူသိခွေးမြင်ခွေးသိဆိုဘာတရားမှမရသေးဘူးဦးဇင်းကဒါမှတ်ထားတာတော်တော်မှန်တဲ့တရားဦးဇင်းအဲ့ဒီရဲ့တရားလေးတစ်ပုဒ်နဲ့ဦးဇင်းကျင့်စဉ်နေအောင်မြင်ခဲ့တာပါကိုကတရားကလိုချင်နေပြီလမ်းကလွဲနေတော့လမ်းလွဲကြီးလျှောက်တော့တင်မားတွေတာပေါက်ပြီးတော့သံဃာကြီးတွေထွက်ပြီးတော့ဖြာနဲ့အသားနဲ့သင်္ကန်းနဲ့တာတပေါင်းနဲ့ပေါက်ပြီးတော့တတွေးစော့ခွာခဲ့ရပြီမဲ့လမ်းကြောင်းလွဲတော့ဆယ်ကဘာကျင့်တရားမတွေ့အဲ့လိုနဲ့ဆရာတော်ကြီးကလူမြင်လူသိခွေးမြင်ခွေးသိနေတရားမရဘူးဆိုတော့ဟိုဘေးဒီဘေးပေးတဲ့နည်းတွေနဲ့ကျင့်ဟိုလို့ဒီလိုလှုပ်တဲ့နည်းတွေနဲ့ကျင့်ကြောမချဘူးမအိပ်ဘူး
ဒါပေမဲ့အချိန်နဲ့မျက်နှာသိဖို့သွားတိုက်ဖို့လေးတာလောက်ထားတာစောင်းချောင်းကောင်းဘာမှမရှိပဲနဲ့ဒီလိုကြင့်မှရတယ်ဖြင်ပြီးတော့ကြင့်တာပဲစကားမပြောဘဲနဲ့ဝစီပိတ်ဆိုလဲပိတ်တာပဲလမ်းလွဲတာပဲတခြားစီပဲတက်လို့စားတာပဲနောက်ဆုံးစားနဲ့ရေနဲ့ပဲသွန်းနဲ့ပဲစားတယ်စီတောင်မပါဘူးအဲ့လိုစားတာပဲရှိတယ်တရားလွဲလမ်းလွဲတာပဲရှိနောက်ဆုံးတော့ဓာလေးပါလက္ခဏာအဲ့ဒီသဘောတရားတွေလည်းမြင်ရောလူကြည့်လို့လည်းလူမမြင်တော့ဘူးကိုယ့်ကိုလက်ကလေးကင်ကြည့်လက်ကင်ကြည့်တယ်ဒါငါလက်ပဲလို့ကြည့်တယ်စွဲလို့မရတော့ဒါငါလက်ပါလို့မျက်လုံးဖွင့်ပြီးပို့တတ်ကြည့်လေလက်ရှာမတွေ့တော့အဲ့နဲ့သင်္ကန်းကြည့်တော့လေသင်္ကန်းလေးကိုယ့်အောက်ကူတဲ့ကင်ကြည့်တယ်ဒါငါသင်္ကန်းလို့ပြောလည်းမရှိဘူးဓမ္မမရှိရလေစိတ်ထဲမှာမရှိတာမြင်တာပဲမြင်တဲ့ပုံမှာအမှန်မြင်တာကသဘောမြင်တာသဘောကသဘောပဲဒါကျွတ်တော့သင်္ကန်းလို့ပြောတာဟိုကပ်ပလီသွားမေးကြည့်အဝတ်ထဲပဲပြောမှာပေါ့သင်္ကန်းလို့ပဲပြောဒါမြင်တာတော့မြင်တာပဲဒါပဲဒါပြင်ဘယ်မှာကွာတာလဲပြညတ်တရားစိတ်မှရှိအမှန်ကိုပရမတ်ကိုအောင်ပြီးပြညတ်ချုပ်တယ်ပရမတ်ကိုမမြင်ပြညတ်ကြီးမြင်ပြီးသင်္ကန်းလို့ဆိုတယ်အခုပရမတ်သဘောရုပ်ပရမတ်သဘောဖောက်ပြန်တဲ့သဘောလည်းသိကောသင်္ကန်းဆိုတာအစွဲချုပ်တော့သဘောပဲသိတယ်ဟာလားအပြောအစွဲချုပ်သွားတော့သင်္ကန်းမရှိဘူးဒီသင်္ကန်းကြီးမရှိတာမဟုတ်ကိုယ်စိတ်ကစွဲထားတဲ့သင်္ကန်းမရှိတာအဲ့ဒါနဲ့ကိုယ်ထဲမှာဆိုတော့တယောက်တည်းအဲ့ဒါခြေသလုံးပေါ်အောင်သင်္ကန်းကိုလှမ်းပြီးလက်နှစ်ဖက်နဲ့ညှစ်ပြီးတော့တအားညှစ်ခြေသလုံးပြောက်လို့လိုက်ချတာဒါခြေသလုံးပဲဆိုအမိရကင်တွယ်ပြီးညှစ်ထားတာမျက်လုံးကြီးကလည်းပြူးနေအောင်ကြည့်ပြီးစိတ်ကလည်းခြေသလုံးဆိုအတင်းရွတ်တာမတွေ့ဒါတော့ဒါပဲနော်ဒါတော့ဒါပဲတက်ကြီးမဟုတ်ဘူးပျောက်လို့လိုက်ရှာရတာမဟုတ်ဘူးရှိပြီးသားအဲ့ဒီရှိနေတဲ့ဟာကိုအရှိတိုင်းမကြည့်ပဲနဲ့မရှိတာနဲ့သွားပြီးဆွဲကြည့်ထားတဲ့အတွက်ကြောင့်အဲ့ဒီအတွက်ကြောင့်ခြေစလုံးတို့သင်္ကန်းတို့လက်တို့ဖြစ်တာအခုတော့ရှိတဲ့သဘောကနှိမ့်ကြည့်တယ်တွန်းသဘောသိတယ်မာသဘောသိတယ်ပျော်သဘောသိတယ်လက်မရှိဘူးကြွားကြည့်တယ်ကံတဲ့သဘောရှိတယ်နှိမ့်ကြည့်တယ်ကံတဲ့သဘောရှိတယ်ကြွားကြည့်ပြန်တွန်းတဲ့သဘောရှိတယ်နှိမ့်ကြည့်မာသဘောရှိတယ်ပျော်သဘောရှိတယ်လက်မရှိဘူးရှိတာကိုရှိတဲ့အတိုင်းအမှန်ရှိတာကိုအမှန်ရှိတဲ့အတိုင်းသိပြီးတော့ပွားရင်သဘောကိုဉာဏ်နဲ့အောင်ပြီးပွားရင်သဘောတွေထင်ရှားလာတယ်သဘောကိုဉာဏ်ကမြင်တော့ဉာဏ်အမြင်အားကောင်းလာတော့ခါကြတော့အပြောတွေချုပ်သွားပြီးသဘောပဲသိတော့အဲ့ကြတော့မှလူမြင်လို့လည်းလူမတွေ့တော့ဘူးခွေးမြင်လို့လည်းခွေးမတွေ့တော့ဘူးမြေကြီး6ရောက်နဲ့နင်းတော့လည်း6ရောက်လည်းမတွေ့ဘူးမြေကြီးလည်းမတွေ့ဘူးနှစ်ခုတွေ့ဆုံလိုက်တဲ့ဖောက်ပြန်တဲ့သဘောပဲသိတယ်ကျောင်းရင်းတဲ့လူတွေလာတယ်တနင်္ဂနွေနေ့ဆရာတော်ကြီးပြန်တော်မူပြီးတော့ယုတ်ကလကြီးကလည်းရှိနေသေးတယ်ဆရာတော်ကြီးရဲ့တပည့်သားဘောကအရင်ချာတွေကတနင်္ဂနွေနေ့ဆိုဘာစကားနဲ့စီးနဲ့သင်းကူရိတ်တာကြီးနဲ့လာကြကလေးတွေလည်းပါတော့ကလေးတွေကကြောင်းနေကြတော့ကလေးကဘာစကားလည်းစင်တော့ပျော်ပြီးអော်ကြတာဦးစင်းလှမ်းကြည့်တာလူလို့မမြင်ဘူးသူတို့ပြောတဲ့အတန်นี่စူတာတွေကဘာဒီမှလည်းမသိဘူးတောရိယတတ္တဝါမမြင်ဘူးလူမမြင်ဘူးလို့ကြောင်ကြည့်နေတယ်လို့အကုန်လုံးပြညတ်တွေချုပ်ကုန်တယ်ဒါပြင်မြင်တာကတော့မမြင်နေဘူးလားတဲ့ဒါပါပဲကြားတာကရောမကြားဘူးလားတဲ့ဒါပါပဲဘာကွာတော့လဲတဲ့ကြားရမြင်ရပေါ်မှာဓမ္မကကြားရအတန်မြင်ရအဆင့်အဲ့ဒီပေါ်မှာအာဓမ္မကခလေးပဲလူပဲလို့သွားနှလုံးသွင်းလိုက်တာကအာဓမ္မအခုကမြင်တဲ့သဘောဟာမြင်တဲ့သဘောဖောက်ပြန်တဲ့သဘောလို့သိတာကဓမ္မကြားတဲ့အတန်ကကြားတဲ့အတန်ရဲ့သဘောဖောက်ပြန်တဲ့သဘောသိတာကဓမ္မအဲ့လိုဓမ္မနဲ့လည်းမြင်ရောအာဓမ္မတွေကချုပ်ပြီးအာဓမ္မနေရာမှာဓမ္မပညာနဲ့ဝင်သွားတယ်ဝင်ကပ်သွားပြီးတော့ပညာကိုခွာပြီးပရမတ်ကိုအောင်ပြုနိုင်လာတဲ့အခါကျတော့မြင်ကရက်နေတယ်ကြားကရက်နေတယ်ထီကရက်တယ်ရှားပေါ်မှာဦးစင်းကအချင်းကြိုက်တော့ဦးစင်းကိုစောက်ရှောက်တဲ့ဆရာကြီးတော်ဓမိတ်သရာဆိုတာကတရသီးကျင်တို့မယံသီးကျင်တို့အဲ့ဒါစာရေးစိန်တို့ဦးစင်းဆွန်းဖုံးမဲ့နေရာကိုလာချပြီးအဲ့ဒီအချင်းရသာလေးနဲ့စားရင်ဂရင်းတွေးတော့စားလို့ကောင်း
စားကောင်းမှအာဟာရဖြစ်မှတရားကျင့်လို့ရဘူးဒါအဲ့ဒီနေ့ကျတော့မယံသီးခြင်းဉာဏ်ဤစားရည်တွေကိုရှားဝတ်တင်စားရတာရှင်နာမတွေ့တော့ဘူးမယံသီးလို့မသိသေးဘူးသဘောပေါ်လာတဲ့သဘောတက်တက်ပဲသိတော့တယ်ပေါ်လာတဲ့သဘောဆိုတာကအပြောမပါဘူးသဘောမှအပြောမပါဘူးသဘောကိုသဘောအတိုင်းသိရင်ပြောချုပ်တယ်ဟောရှိတာကတော့ဒါပဲပေါ်ပြလာတော့ဒါပဲဒါပဲနဲ့မိမိကဒီပေါ်မှာရှင်နာပဲဆိုတဲ့စိတ်ကသွားဆွဲတဲ့ပညာမရှိပညာကြီးရှိဆွဲတာမယံသည်ပဲလို့မရှိပညာကိုသွားဆွဲတာတကယ်တမ်းကျတော့ရတာဓမ္မယုတ်ရှားကြီးနဲ့တိုက်ဆိုင်လို့ပေါ်ပြလာတာလဲဓမ္မပဲအရှိပဲဒါပဲရှိတာအဲ့ဒါကတရားတွေးတဲ့လူမှရှိတာလားဆိုမဟုတ်ဘူးတရားမတွေးတဲ့လူကလည်းအဲ့ဒီရှားပေါ်မှာမယံသည်တင်ရင်သဘောဆောင်တာကတော့ဒါပဲဒါပေမဲ့စိတ်ကသဘောလို့အာယုံမပြုတ်ပဲနဲ့အပြောနဲ့အရသာပေါ်မှာသွားပြီးပြညတ်မှာသိထားတဲ့အတွက်ကြောင့်အဲ့ဒီအတွက်ကြောင့်မယံသည်ပဲသိရှင်နေပဲသိရှင်တဲ့အရသာသိတော့ဒုက္ခဝေဒနာခံစားတော့ဝမ်းမြောက်ပြီးပြီဖြစ်တယ်အခုတော့ရှင်သဘောလို့မသိမယံသည်လို့မသိရုပ်လက္ခဏာဖော်ပြဖောက်ပြန်တဲ့သဘောသိတော့တဏှာမကတ်တော့ဘူးနော်အဲ့ဒါဖြစ်ပြဆုံးသွားနော်အရင်တော့ဟာမယံသည်ဆိုတဲ့စိတ်ချင်းတယ်ဆိုတဲ့စိတ်အဲ့ဒီစိတ်တွေဖြစ်တယ်အခုတော့သဘောလည်းသိရောမယံသည်ပဲလို့ချင်းတယ်လို့စွဲတဲ့စိတ်နဲ့တကွာသာတဲ့စိတ်တွေဖြစ်မလာတော့ဘူးပြိဿသမုပ္ပါပြတ်တယ်အဲ့ဒီမှာစိတ်ကဖြစ်ပြဆုံးတာနော်စိတ်ဖြစ်ပြစိတ်ကြီးလိုက်ဖြစ်ပြဆုံးလိုက်လောက်တာမဟုတ်ဘူးစိတ်ရဲ့အာရုံပြုရာအာယုံစိတ်ရဲ့မိရာအာယုံဤဓမ္မတတ္တဤသဘောကိုအာရုံပြုတော့ရှိသဘောကိုပဲဉာဏ်ကစိတ်နဲ့ပေါင်းပြီးမြင်တယ်အဲ့ဒီလိုမှမဟုတ်ဘဲနဲ့မရှိသဘောသွားအောင်ပြီးလို့ရှိရင်တော့စိတ်ကိုတဏှာပညာကကပ်ပြီးတော့မြင်တယ်အဲ့ဒီအမြင်နှစ်မြင်ကရုပ်မှာမဟုတ်ဘူးစိတ်မှာအဲ့ဒီအတွက်ကြောင့်မိမိစိတ်ကမရှိပညာကြီးကိုအရှိထင်ဆွဲပြီးတော့ပဲမြင်နေမလားကြားနေမလားနားနေမလားထိနေမလားသိနေမလားကြည့်နေမလားရှိတာကိုရှိတဲ့အတိုင်းပဲသဘောပေါ်တာကိုပေါ်တဲ့အတိုင်းပဲသိပြီးနေမလားပွားပြီးတော့နေမလားဒါပဲกว่าတယ်မယံသည်ကလိုက်ရှာကြမလို့မျက်လုံးကြီးမိတ်ပြီးဘုရားရှင်ရှိသွားရှာရတာမဟုတ်ဘူးနော်ရှားပေါ်မှာတင်လိုက်ရင်ဟုတ်လားသမင်းစားတဲ့အခါမှာလည်းအခုမယံသည်မှမဟုတ်ဘူးဘယ်အရသာပဲပေါ်ဘယ်ဟာပဲတွေ့ဓမ္မနဲ့အာရုံပြုမြင်နေရင်ဓမ္မမြင်တယ်လို့ခေါ်ပါသည်မျက်လုံးမိတ်ရှာတဲ့အရာမဟုတ်ပါဘူးအဲ့ဒီလိုမျက်လုံးကြီးပွင့်ပြီးစားနေရင်နဲ့ရှုလို့ရတဲ့အမှန်ဓမ္မတော်မှမသိသေးပဲနဲ့မျက်လုံးမိတ်ရှာတဲ့ပရမတ္ထဓမ္မဘလို့မှမမြင်နိုင်ပါဘူးမရှာနဲ့လို့မပြောဘူးဘောပါရမီတော့ရတာပေါ့ဒါပဲနဲ့တရားအရတဲ့ထင်ပြီးလွဲနေအဲ့ဒါတွေ့ရေးသက်တည်းပဲတွေ့ကြည့်တော့ဆက်မရှိဘူးနော်အဲ့ဒါရွှေတူကြီးအဟုတ်ထင်နေတာငရဲမိလဲတူရောအကုန်ကျွတ်သွားပါလိမ့်မယ်နော်ဒီအဲ့တော့သံပင်ဒီလိုက်ရှာရတဲ့အရာမဟုတ်ဘူးမရှာဘဲနဲ့တွေ့နေတဲ့ဓမ္မလို့သဘောလို့အာယုံပြုတ်နေရင်အဲ့ဒီပုဂ္ဂိုလ်ဒီအပေတကားပိတ်တယ်အဲ့ဒါကိုပဲပွားမှာခုနကြက်တူရေးလေးတောင်မှအယိုးစုကမ္မထံပွားပြီးတော့ပွားတယ်ဆိုတဲ့အချက်မှန်လို့အသက်ဘေးနဲ့တွေ့နေတဲ့သိငှက်ချီရင်ကြားတိုင်းတောင်မှပွားအားကောင်းတော့ငါလို့မသိသိငှက်လို့မသိဘဲနဲ့အယိုးစုပဲသိနေတော့ဘယ်ကိလေသာပြီးထားတော့တလိษံတော်မှပွားပါများရင်အသက်ဘေးနဲ့တွေ့တော့ဟာငါနာပြီးငါသိတော့မှာပဲဆိုတာမရှိတော့ဘူးအခုကတော့မမြင်ရတဲ့ဘိုင်းသားကြောက်ပြီးတော့ကွာရန်တင်းနဲ့ဝင်ရတာသိရမလို့ဖြစ်ပြီးမောကြံနေကြတယ်စိတ်မောလူမောဖြစ်ပြီးအချင်းချက်တွေဖြစ်ပြီးသပြင်းတွေချနေကြတာအဝေးကြံသေးတယ်အဲ့ဒါကိုခြေသားလေးနဲ့ပြန်ပြီးငါနဲ့နှိုင်းရှင်ကြည့်တမ်းငါတို့လူဖြစ်ပြီးတော့ရှာလိုက်တဲ့ပတ်စံတွေဒေါ်လာတွေပေါင်တွေစတာလင်းတွေကဘာပတ်ဒါပဲနဲ့တလိษံလောက်တော့ငါဘာဖရာပေါ်မှာယုံကြည်မှုတရားရဲ့ပေါ်မှာယုံကြည်မှုသံဃာတော်တွေဆရာတွေမှာယုံကြည်မှုမရှိပါလားတို့ယုံကြည်တာကငွေမှအားကိုးရတယ်ငွေမှတန်ဖို့ရှိတဲ့အာနာမှပညာမှယာတုမှအဲ့ဒါမှဂုံရှိမှတိုက်ကြီးဘုံကြီးဗိမာန်ကြီးယရနာဆိုင်ကြီးကုမ္ပဏီကြီးလုပ်ငန်းကြီးထူထောင်မှဂုံရှိမယ်ထင်တာမြင်တဲ့အခါကျတော့သားမြင်သမီးမြင်
အဲ့ဒီလိုမတရားတွေလျှောက်မြင်တော့ဘာသိက္ခာမှမရှိသိရင်သွားပြီအပယ်လေးပါးကြခုနကြက်တူကြီးပညာချုပ်သွားပြီနော်ပညာချုပ်သွားပြီပညာချုပ်သွားတဲ့အတွက်ကြောင့်ပုဂ္ဂိုလ်တ attva ဒိဋ္ဌိမဲ့နဲ့ပြုတ်တာမဟုတ်ဘူးပွားတာနဲ့အထိုက်တင်သလောက်ပြုတ်လို့ပြုတ်တာပေါ့မပြုတ်လို့ရှိရင်သိငယ်ပဲသိမှာပေါ့ငါပဲသိမှာပေါ့အေးအဲ့တော့တလိ္ဆန်တော်ပွားလို့အသက်ဘီးနဲ့ကြုံလာတော့မှသောကမီငြိမ့်နေရင်ငါတို့လူသားတွေပွားရင်ကြီးတဲ့မထက်ဘူးလားလူဆိုတာညံကြီးတာပဲညံကြီးတော့ထက်တာပေါ့ထက်တော့ထက်တယ်ထက်တဲ့ဓာတ်ကအသုံးချမယ်နေရာအသုံးမချပဲနဲ့အသုံးမချတဲ့နေရာသွားအသုံးချတော့အလကားတာဖြစ်နေတာပေါ့အခုလဲဉာဏ်နဲ့ပညာကထက်ပါလူသားဆိုတော့ထက်မြက်မှုတော့ရှိသားပဲသို့တော်လဲမာနနဲ့ရာဂနဲ့မှသွားပြီးအသုံးချတာတော့ဘယ်လိုလုံးမှဘဝနောင်ကြီးစိတ်မအေးရဘူးအေးအခုတော့သံမင်းဒီပြောက်နေတဲ့တရားမဟုတ်ဘူးလိုက်ရှာမဲ့တရားမဟုတ်ဘူးသူ့ဘာသူဓမ္မသဘောဆောင်နေတာကိုဓမ္မသဘောဆောင်နေကြောင်းသူ့သဘောတွေကိုဉာဏ်နဲ့အောင်ပြုပြီးတော့အနတ္တသဘောမမြဲတဲ့သဘောပြုပြင်တတ်တဲ့ယုတ်တရားရဲ့သင်္ခါရသဘောငါပြုပြင်တာမဟုတ်ငါရှိအောင်လုပ်တာမဟုတ်ဘူးငါအဲ့တဲ့ကြောင့်ငါမပိုင်ဘူးစက်ဖြစ်အောင်လဲသပင်ဖြစ်လာအောင်ငါလုပ်တာမဟုတ်တော့ငါပိုင်မဟုတ်ဘူးသံပင်တစ်ခုတည်းသောသံပင်ဤသဘောကိုအနတ္တသဘောအနိစ္စသဘောသံပင်ရှိတဲ့အတွက်ကြောင့်ပြုပြင်ရတဲ့အတွက်ကြောင့်ဒုက္ခသဘောလို့အဲ့ဒီတစ်ခုကိုရက်မှန်မှန်အကျိန်များစွာခဏခဏသဘောကိုအောင်ပြုပြီးတော့သုံးသပ်နေရင်အဲ့ဒါအာစိဏကံပဲအဲ့ဒီလိုသုံးသပ်နေတဲ့ပုဂ္ဂိုလ်သည်အနေစုပ်ပေမဲ့ရွှေထုတ်တဲ့မြဘဝဖြစ်ပါတယ်ဒီဘဝမှာသမိန်စုပ်တဲစုပ်နဲ့နေရပြီမဲ့ပစိုးစုပ်တဲစုပ်နဲ့နေရပြီမဲ့ကာယ ानु ပဒနာသတိပဋ္ဌာန်ကိုမဲ့ညာအားကောင်းအောင်ပွားပြီးတော့နော်သေတဲ့တိပွားသွားတဲ့ပုဂ္ဂိုလ်သည်ဘယ်ကိုသွားနေတာလဲဆိုရင်နိဗ္ဗာန်ကိုသွားနေတာလို့ခေါ်ပါတယ်အဲ့ဒီလိုမှမဟုတ်ဘဲနဲ့တက်ကြီးဘုံကြီးဗိမာန်ကြီးယရနာတွေနဲ့ဟာလားအချမ်းရံများစွာနဲ့ပညာတွေပါဝါတွေအာနာတွေနဲ့ပြည့်စုံနေပြီမဲ့ဒိဋ္ဌိကြီးကနေလို့ကတော့ခဏတော့ဟုတ်တာပေါ့ခဏတော့ဟုတ်ပါတယ်တဲ့မသေးခင်ခဏတော့သေလဲသေသွားရောဟိုဘက်မှာကြက်တည်မရှိတဲ့ဘဝတွေရောက်နေပြီမမြင်ကြတော့ကန်းတော့မကြောက်ကြဘူးဘာဖြစ်လို့ကန်းလဲဖရာရဲ့တရားလည်းမမှတ်ဘူးဖရာရဲ့တရားလည်းမလေးလာဘူးပရိယတ်လည်းမလေးလာဘူးဒါဗေဒဝုထုဆိုတာသာသနာမှာရှိပြီးသားပါသိပြီးတဲ့အခါပိဋ္ဌဘဝဖြစ်နေတဲ့အကြောင်းတွေကိုဖရာဟောထားတာပါနော်ဒီအဲ့ဒါတွေကမဖတ်ဘူးမသိဘူးမလေးလာဘူးဦးဇင်းတို့ငယ်ငယ်တုန်းကတော့သာရေးနာရေးဖြစ်လို့မန္တထိုးပြီးပြီဆိုရင်အဲ့ဒါလူကြီးတွေလည်းခေါင်းရင်းမှာတရားစကားဆွေးနွေးကြသူပါတယ်ဗျသူတို့အဲ့ဒီမှာလူငယ်လေးတွေရုပ်ရုပ်ဖြစ်လာပြီဆိုရင်ပြောတတ်ဟောတတ်တဲ့လူတယောက်ကဲငါတို့ငါမီးတို့လာကြဆိုပြီးခေါ်ပြီးတော့ဗေဒဝတ္ထုပိဋ္ဌာတွေအကြောင်းဇနဗဒဟောတယ်မို့ဓမ္မပဒတွေဟောဖရာပေါ်မှာကြီးညိုဖို့အကြောင်းတွေဟောအပေလေးပါးရဲ့ကြောက်စရာကောင်းတဲ့အကြောင်းတွေဟောအဲ့ဒီလိုဆုံးမကြအဲ့ဒီအတွက်ကြောင့်ဦးဇင်းတို့ငယ်ငယ်တုန်းကလူငယ်တွေဟာယဉ်ကျေးကြတယ်မကောင်းမှုကိုကြောက်ကြတယ်ဘာသာတရားကိုလေးစားကြတယ်အခုပြည်တော်တာအကြောင်းတွေခိမိအကြောင်းတွေလည်းဖွင့်လာတော့ဘုန်းကြီးမရောက်ကြဘာသာတရားနဲ့လည်းဝေးကြတဲ့အခါကျတော့ခေအမြင်ခေစိတ်ဓာတ်တွေပေါက်ပြီးတော့နော်ပြောမရဆိုမရတဲ့ဘဝတွေရောက်ကုန်ပြီနော်ပြောမရဆိုမရတဲ့ပြဿနာပေါင်းတက်လိုက်တဲ့ပြဿနာနော်တရားသူကြီးတွေထောင်နေတာချဲ့သွားလိုက်တယ်ထောင်နေတာကျဲလာတယ်လူတွေရဲ့ယဉ်ကျေးမှုငြိမ်းချမ်းမှုဟာကြီးမြောင်းသွားတယ်အကျိုးတတ်တာလျှောက်တတ်ဖြစ်လာရင်ထောင်ချဖို့ပဲသိနေတာရုံးတယ်မယ်တရားစွဲမယ်ထောင်ချမယ်ဒါပဲသိတော့တယ်အဲ့ဒီလိုဖြစ်မလာအောင်ယဉ်ကျေးမှုတွေဖြစ်လာအောင်ငြိမ်းချမ်းမှုဖြစ်လာအောင်ဘယ်လိုလုပ်မလဲဆိုတော့မပါဘူးနော်ထောင်ချဖို့ပဲသိတော့တယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ဘာသာတရားအခြေခံလာတာဦးဇင်းတို့ငယ်ငယ်တုန်းက
ထောင်ကြတယ်ဆိုတဲ့အလုပ်အမှုလုပ်ဆိုတာတော်တော်ရှားတဲ့အလုပ်ပဲအခုကတော့ထောင်နေတန်းစီလို့ထောင်ထဲမှာမဆန်းလို့ထောင်ချရတဲ့သတင်းကြားတယ်ရုံးနေဂတ်ဒီမှာအချုပ်ခန်းနေချရတယ်ကြားတယ်တရားသူကြီးတွေရှိနေတယ်အမှုတွေများလို့မလိုက်နိုင်အောင်ထပ်နေတယ်လို့ကြားတယ်နော်အဲ့ဒါကြောင့်ဘာဖြစ်လို့လဲဆိုဘာသာတရားအခြေခံအခုလေဘယ်လောက်ပဲခင်းရဲပါစေဘယ်လောက်ပဲဒုက္ခတွေနဲ့တွေ့နေပါစေဘယ်လိုပဲဒုက္ခတွေနဲ့ရင်ဆိုင်ပြီးတော့ဖြေရှင်းနေရပါစေဒါခဏလေးလို့သဘောထားလိုက်ပါဘာလို့ရမလဲဘဝနောင်ကြီးအပေဘီမှလွတ်ဖို့အတွက်အခုလူဘဝမှာဖြစ်တဲ့အခက်အခဲဆိုတာကခဏပါဖြေရှင်းလို့ရတာကြီးပါပဲထောင်10နှစ်ကြာလဲကြာပြီးတာပါပဲအနည်း20ကြာလဲပြီးတာပါပဲလွတ်သေးတယ်အပေပါ၄ပါးကြတော့မနေ့ကဥစဉ်ဟောသလိုမြတ်စွာဘုရားတော်မှာဘယ်တော့ပြန်ပေါ်လာမယ်လို့မမြင်တော့ပါဘူးဆိုတဲ့ဇလန်းနဲ့ပါသွားမလားငါအဲ့ဒီထက်ရောက်နေပြီလားတာတွက်ထားအဲ့ဒီဘဝတိုက်ပွဲလွတ်ဖို့အတွက်လိုက်ရှာစရာမလိုပဲနဲ့မြင်ရတဲ့တရားကိုပွားကြပါကောင်းပြီကိုယ့်အကိုလည်းအခုကင်ကြည့်တယ်ပေါ့ကင်ကြည့်ရင်သိပါတယ်ဘာကိုကင်မိတာလဲဆိုအသားကိုကင်မိတာပါအသားကိုကင်မိတာပါအဲ့အသားခွေးလည်းအသားရှိတယ်နွားလည်းအသားရှိတယ်ငါးလည်းအသားရှိတယ်ကြားလည်းအသားရှိတယ်နော်တိရစ္ဆာန်တွေလည်းအသားရှိတယ်နော်ဘယ်ဘာသာဝင်ဖြစ်ဘယ်လူဖြစ်အသားတွေအသားပါပဲအသားကိုအသားလို့သိရင်ပုဂ္ဂိုလ်သတ္တဝါမှမဟုတ်တာကြီးကိုနော်ခုနဦးသိန်းရှင်းပြခဲ့တယ်လို့ကြက်သားကလူမဟုတ်ပါဘူးဆိုကြက်သားမစားနဲ့ပေါ့ဝက်ကဝက်ပဲတိရစ္ဆာန်ပဲလူမဟုတ်ဘူးဆိုဝက်သားမစားနဲ့လေနော်အခုတော့ဝက်သားဆိုတာမရှိအသားပဲရှိအာဟာရဖြစ်အာဟာရသဘောကြက်ဆိုတာမရှိရုပ်တရားပဲအာဟာရယုတ်တာရှိငါဆိုတာမရှိအာဟာရဇယုတ်တာရှိအဲ့လိုသိထားအာဟာရယုတ်တဲ့ကိုအာဟာရထဲတယ်လို့သိရင်ခုနဘေကုဏီမကြီးလို့ပထဝီကိုပထဝီလို့ဖုံးလို့သိရင်ဒါပါပဲအာဟာရကိုအာဟာရတုံးကြီးဟာဒီအသားဖြတ်ပြီးတော့ကြာကြွေးကြီးပါလားစားတာပေါ့ဘာဖြစ်လို့စားတာလဲအာဟာရမလို့စားရမလို့စားတာပေါ့ဗျာစားရမဟုတ်ပဲစားမယ်အဲ့တော့စားစရာဆိုတော့အာဟာရထောက်ပံ့တာဒီယုတ်တရားထောက်ပံ့တဲ့အာဟာရယုတ်ကမ္မဇယုတ်အတိတ်ကအာဟုသို့များလို့ဝက်ဖြစ်ကြက်ဖြစ်လာစိတ်ဖြစ်တာအဲ့တော့သူတို့တွေဒီလဲသူများအသာစားပြီးလောဘကဥပါဒံဆွဲလာတော့ကိုယ့်လက်ပြန်ခံရမယ်အကြောင်းခွေးဖြစ်ကြက်ဖြစ်ဝက်ဖြစ်စိတ်ဖြစ်ရတယ်သူများစားဘူးသူတို့မွေးသမျှလူအတွက်ကြီးပဲသူတို့ရှာစားသမျှမြက်လည်းမြက်စားသမျှစိတ်တွေလည်းအစာရှာစားနေတယ်ဆိုတော့သူတို့အတွက်လို့အောင်းမိတာပဲဟုတ်မလဲသူတို့ဝကြွေးဆက်ဖို့သူများအသာလောဘနဲ့စားလာပြီးတော့မောဟနဲ့နေလာခဲ့တဲ့အတွက်ကြောင့်အလှဲ့ကြတော့သူများအစားခံဖို့အတွက်အကောင်ကြီးဖို့အတွက်အကောင်ကြီးအစားခံဖို့အတွက်နေစဉ်သူတို့အစာစားနေရသည်လိမ့်ဆန်နေစားတဲ့ငါလည်းဒီလိုပဲရှာစားဝက်လည်းရှာစားဝက်ကလည်းလူတွေကကျွေးတော့ဝအစင်းစစားအစင်းအိတ်နော်ပေါ်ထဲရေထဲမှာစိတ်ကြိုက်အစီတွေတက်အသားတွေတက်နေသူ့အတွက်စားတာမဟုတ်ဘူးလူအတွက်စားနေရဘာဖြစ်လို့သူစားနေရတာလဲဆိုအတိတ်ကလောဘတဏ္ဍာနဲ့ဝက်သားစားခဲ့တော့ဝက်ဥပါဒံဆွဲပြီးတော့အလဲကြတော့ပြန်ခံတော့သူများစားဖို့ခန္ဓာပြန်ဖြစ်ရအဲ့တော့အဲ့ဒီခန္ဓာသည်ဝက်လို့မဟုတ်အာဟာရယုတ်ကြီးပါလားငါးကိုမဟုတ်အာဟာရယုတ်ပါလားအာဟာရယုတ်ကိုအာဟာရယုတ်လို့ထဲ့တယ်လို့သိရင်အဲ့ဒါတရားတွေ့ပြီးအဲ့ဒါကိုသဘောပေါ်ပြီးတော့အဲ့ဒီအာဟာရကိုအာဟာရလို့မြင်ပြီးတော့အာဟာရဆိုတာပုဂ္ဂိုလ်သတ္တဝါမဟုတ်ဘူးကျတို့အခုစားတဲ့ယုတ်ကြီးရက်ခန္ဓာလည်းပါတယ်ဝက်ခန္ဓာလည်းပါတယ်ငါးခန္ဓာလည်းပါတယ်ဘဲခန္ဓာလည်းပါတယ်စိတ်ခန္ဓာလည်းပါတယ်ဒါပြည့်ညတ်ပေါ့တကယ်တမ်းကျတော့အာဟာရမျိုးစုံတယ်ပေါ့နော်အရွက်တွေရောအသီးတွေရောစီတွေရောယုတ်သီးတွေရောကျက်သွန်တွေရောစီတွေယုတ်သီးတွေကျက်သွန်တွေကဘာတွေလဲလို့မေးရင်အာဟာရတွေပါပဲအာဟာရယုတ်တွေအာဟာရယုတ်ကိုအာဟာရယုတ်တွေပြောင်းထည့်လိုက်တာပြောင်းထည့်ခံတဲ့အာဟာရနဲ့ပေါင်းသွားတော့
ကံမကုန်သေးလို့နေရမယ့်အချိန်ကြတော့ဟာဒီယုတ်တရားကြီးကအာဟာရယုတ်တွေကိုဖြည့်ဆည်းပြီးတယ်စားလိုက်တဲ့အစာတွေကိုငါချက်သလားငါစားတဲ့အစာတွေငါချက်တယ်ဆိုရင်မသိနဲ့ပေါ့သေကံဤသမင်းကြွေးကြဘယ်လိုမှစားလို့မရတော့နော်အဲ့ဒါကြောင့်မလို့အစာချက်နေတယ်ဆိုတာကငါချက်နေတာမဟုတ်ဘူးကံမကုန်သေးလို့နေခွင့်ရသေးတဲ့ကံရဲ့အဟုန်ကစားလိုက်တဲ့အစာတွေကိုအာဟာရတွေကိုချက်ပြီးတော့ပြက်သွားတဲ့အာဟာရယုတ်တွေကိုဖြည့်ဆည်းနေတာငါလုံးနေတာမဟုတ်ပြက်တဲ့အာဟာရယုတ်တွေကိုပြန်ဖြည့်ဆည်းနေတာငါမဟုတ်ဖြည့်ဆည်းမဲ့အာဟာရယုတ်တွေဖြည့်နေအောင်ချက်ထုတ်နေတာငါမဟုတ်အဲ့ဒီလိုငါမဟုတ်ဘဲနဲ့ဖြစ်နေတဲ့ထိုသဘောသူ့သဘောသူဆောင်နေတဲ့ဒီယုတ်တရားကြီးကိုငါပဲငါကိုပဲအဲ့ဒီလိုဆွဲတာမှားပြီဒါအမှားဆွဲကြီးပဲအာဟာရယုတ်ကံမကုန်သေးလို့ကံရဲ့အစွမ်းနဲ့ချက်နေပါလားလို့ကံရဲ့အစွမ်းနဲ့ယုတ်တရားတွေကိုပြန်ပြင်နေပါလားအဲ့ဒီလိုဉာဏ်နဲ့သိပြီးတော့ခဏခဏသဘောကိုသုံးသပ်ပြီးတော့တဒုံသွေးသလိုသွေးနေရပါတယ်ဘာဝိတ္တပဆိုတာပွားတယ်ဆိုတာအဝိရှော်တယ်ရေနဲ့ဆပ်ပြာနဲ့ပါမပြောင်းနေဆိုပြီးတော့ရေလောင်းပြီးဆပ်ပြာလုံးတင်ထားလို့မရဘူးဆပ်ပြာတိုက်ပြီးဒီတိုင်းခါချလို့မရဘူးလက်နဲ့ရင်ခံများစွာဖော့တော့ကြီးကျွတ်ကြီးကိုကျွတ်စီတာနဲ့ဆပ်ပြာနဲ့မရသေးဘူးကျွတ်အောင်ချွတ်တဲ့လက်ရဲ့ပုတ်တိုက်မှုကလည်းအကျိန်ပေါင်းများစွာလုပ်ပြီးရတယ်အဲ့ဒါကိုဖွတ်တယ်ခေါ်တယ်အခုလဲဘာဝနာဆိုတော့ဖွတ်လျှော်တယ်စိတ်ကအမှားမြင်အမှားဆွဲထားတာကိုချွတ်ထုတ်ပြီးတော့ဘာနဲ့ချွတ်ထုတ်မလဲအမှန်မြင်တာနဲ့ချွတ်ထုတ်အမှန်မြင်တာနဲ့တစ်ခါချွတ်လို့လားအဝိတ်တစ်ခါလျှော်ပြီးရင်တစ်ချက်ဖွတ်လို့မရဘူးအချက်ပေါင်းများစွာကြီးမကျွတ်မချင်းဖွတ်နေရတယ်လို့မိမိရဲ့စိတ်မှာမရှိပညာကြီးကိုအရှိဆွဲထားတာတွေကိုမကြွချွတ်အောင်ပွားပါအဲ့ဒီလိုပွားနေတဲ့ပုဂ္ဂိုလ်သည်နိဗ္ဗာန်ကိုသွားနေတဲ့ပုဂ္ဂိုလ်လို့ခေါ်ပါတယ်အဲ့ဒီလိုပွားနေတဲ့ပုဂ္ဂိုလ်သည်အပေတကားပိတ်နေတယ်လို့ခေါ်ပါတယ်အဲ့ဒီလိုပွားနေတဲ့ပုဂ္ဂိုလ်သည်အရဟတမမကုတော်မှလူချမ်းသာလူဘဝနတ်ချမ်းသာနတ်ဘဝနေခွန်တဲ့ဘဝမကြော်ဘဲနဲ့နိဗ္ဗာန်ကိုရှစ်ဘဝမယူတော့ဘဲနဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုမဲ့စရင်ထဲမှာပါသွားပြီသူများကစရင်လာကောက်တာမဟုတ်ဘူးစရင်ဝင်အောင်ကိုယ့်ဘာကိုပွားရမှာပါအဲ့အတွက်ကြောင့်လိုက်ရှာစရာမလိုဘဲနဲ့တွေ့နေတဲ့ဓမ္မကိုဓမ္မအတိုင်းသဘောကိုသဘောတိုင်းရှုဒီမှာလက်သေးတွေရှိတယ်တဲ့လိုက်ရှာစရာမလိုလက်သေးကြည့်လို့မြင်တယ်အဲ့ဒါဓမ္မပဲမျက်လုံးမိတ်ရှာမှာမဟုတ်ဘုရားရှင်တွေ့ရှာမှာမဟုတ်ဘူးမျက်လုံးကြီးမြင်ကဲကောင်းပြီလက်သေးတွေကရှည်လာတယ်ဖြတ်ပြီးကြည့်မကောင်းတော့ဖြတ်ပေးလိုက်တယ်ဖြတ်ပြီးပြပြီးငြိမ်ငြိမ်မနေဘူးထပ်ရှည်လာတယ်သူများသွားမေးစရာလည်းမလိုမျက်လုံးမိတ်ရှာမှာမဟုတ်ထပ်ရှည်လာတာသိတန်တရားမရှိသိတယ်ကိုရှည်အောင်လုပ်နေတာလားသူ့သဘောသူဆောင်ပြီးရှည်လာတာလားလို့ဆိုတာသူများသွားပြီးမှသိရမယ်အသိမဟုတ်ဘူးမျက်လုံးကြီးမှိတ်ပြီးမှသိရမယ်လို့မဟုတ်ဘူးရိတ်တာသွားမှသိရမယ်လို့မဟုတ်ဘူးဘုရားရှင်ရှိမှငုတ်တုတ်ထိုင်ပြီးမျက်လုံးမိတ်ပြီးတဏှာကြီးပြည့်အောင်ကျင့်ရတဲ့အလုပ်မျိုးမဟုတ်ဘူးအဲ့ဒါကိုမျက်လုံးနဲ့ဖွင့်ကြည့်သူ့သဘောမြင်ရတာပေါ့မြင်ရတဲ့အသားတွေလည်းသူ့သဘောမြင်ရတယ်နော်အဲ့လက်သေးကသူ့ဘာသူရှည်လာတယ်ဟုတ်ပြီတနေ့တနေ့စက္ကပိုင်းမိနစ်ပိုင်းဘလောက်ရွေ့ရှားပြီးတော့ဘလောက်အသစ်ဖြစ်ပေါ်လာသလဲဆိုတာစက္ကန့်ပိုင်းမြမသိရတော့လေတပတ်ကြာလို့ရှိရင်လက်သေးကြီးရှည်ထွက်လာတာသိနေပြီ။ဩဓမ္မယုတ်တရားကသူသဘောသူဆောင်နေပါလား။ငါကိုမဟုတ်ငါကိုဆိုပြီးတော့လက်သေးရှည်အောင်ငါလုပ်နေတာမဟုတ်တာအမှန်ပါလားလို့ကိုလုပ်တာမဟုတ်တဲ့သဘောကိုမလုပ်ဘဲနဲ့သူ့ဘသူဖြစ်လာတဲ့သဘောအဲ့ဒီသဘောကိုဉာဏ်နဲ့မြင်ပြီးတော့အဲ့ဒီမြင်တဲ့ဉာဏ်ကိုခဏခဏဉာဏ်နဲ့ပွားနေလို့ရှိရင်အဲ့ဒါအပေတကားပိတ်နေပြီနော်ထမိန်ဆုံးတဲ့တဲဆုံးတဲ့နေရဘာဖြစ်လဲပွားပြီးနေအမြတ်ပဲ
နော်အဲ့ဒါဝမ်းသာစရာကြီးဘာကွာတယ်နဲ့ကြနော်ကိုရိုလာဗိုင်းရပ်ကြောင့်မှကျေးဇူးတင်ရမှာကျေးဇူးရှင်မယ်ဘာဖြစ်လို့လဲဆိုတော့သူတမ်းမပေါ်ရင်ဒီကွာတယ်နဲ့ရောက်မှာမဟုတ်ဘူးရှောက်ပြီးတော့ကဘာပတ်ပြီးပြာမန်းခတ်နေဦးမှာအခုတော့မှဒီဗိုင်းရပ်ကျေးဇူးကြောင့်များတရားနာရကျုပ်တို့ကလည်းဒီဗိုင်းရပ်ကြောင့်အချောက်တိုက်လူမပါပဲတရားဟောတရားပွဲဆိုတော့လူရှိမှတရားပွဲအခုကလူမရှိဘဲနဲ့တရားပွဲဖြစ်တဲ့ဘဝအေးဘိုင်းရပ်ကျေးဇူးကြောင့်ငါတို့တွေတရားနာရပြီးဘဝကိုသိသွားပြီးသူတော်ကောင်းတွေအဆုံးအမကိုနာကြရပြီးအမှန်တရားတွေသိရပြီးဝမ်းသာရပြီးကျင့်ကြက်တာမုန်းကြက်တာမရှိတော့ပါဘူးနော်ကိုယ်တကြောနေရပြီးတာပဲအေးအဲ့ဒီကနေဘာနဲ့နေမလဲအမှန်တရားကိုအမှန်တရားအတိုင်းမြင်ပြီးတော့ပွားပြီးတော့နေရင်နေတဲ့နေရာဟာနိဗ္ဗာန်ပါပဲချမ်းသာတယ်နော်ခုနကျင်းငယ်ကလေးတောင်မှသိငယ်ကြိုက်ချီသွားတဲ့ဂျာကသူချမ်းသာနေသေးတာအခုလေကွာရတင်းနဲ့ရောက်နေတဲ့အထဲမှာလေနှလုံးသွင်းမှန်ရင်သို့မဟုတ်ငြိမ်းချမ်းမှုကိုအာရုံပြုရင်ငြိမ်းချမ်းနေပါလေအဲ့လိုမှမဟုတ်ဘဲနဲ့ဒိဋ္ဌိကြီးနဲ့တဏမာနဟာငါတော့အကျဉ်းချဖြစ်နေပြီဟိုနေရာသွားခြင်းလို့လည်းမရဘူးဒီနေရာသွားခြင်းလို့လည်းမရဘူးငါဘယ်သွားခြင်းနဲ့အဲ့ဒါတွေရှောက်နှလုံးသွင်းနေရတော့တဏရဲ့ထိုးဆွမှုဒိဋ္ဌိရဲ့မာနရဲ့ထိုးဆွမှုကြောင့်အကုသိုလ်တရားထိုးဆွဆောက်တည်ရမရဖြစ်ပြီးတော့စိတ်မောမောနေဩငါတို့ဟာဒါဖရာအဆုံးအမကိုမေ့လျော်လို့တို့ဖြစ်နေကြပါလားလို့နောင်တရလိုက်ပါအခုတော့မမောတော့ဘူးတဲ့အခုလိုတိတ်ဆိတ်ငြိမ်သက်စွာနဲ့ကိုယ်နေရာလေးကိုနေရရင်ကိုယ့်ရဲ့ငြိမ်းချမ်းမှုဆိုတဲ့အငြိမ့်သက်ဓမ္မကိုအောင်ပြုနေလို့ရှိရင်ဘယ်နှရက်နေရဘာပူရလို့လဲစားစရာလည်းမပူဝတ်စရာလည်းနေစရာလည်းမပူရေမပူရမီးမပူရဘာမှမပူရပဲနဲ့ကိုယ့်ဘာကိုအစဉ်နဲ့တရားလေးအားထုတ်နေရတာဘလောက်ကံကောင်းတာလဲဦးဇင်းတို့ဒီမှာလျှက်စစ်မီးပြတ်တာနဲ့မီးစက်ကြီးကဝေါ်ဆိုထမောင်းတာနေရောညအောင်ငြိမ်းချမ်းကြပါစေအေးချမ်းကြပါစေနော်တရားနဲ့အပူတွေငြိမ်းကြပါစေဆိုပြီးတော့တရားလည်းပြပြီးအိုက်လာပြီးဆိုရင်အရာကုန်းကအလင်းမပြတ်ဖွင့်ပြီးနေညဆိုတာလဲနေရောညအောင်ဦးဇင်းတို့လူလဲထားတယ်မီးပြတ်တာနဲ့ထမောင်းနိုင်ငံတော်ကလျှက်စစ်တပ်ဒီအခမဲ့ပြီးတယ်ရွှေပြိုင်းပြူကုမ္ပဏီကဒီဇယ်စီတွေလှူတယ်အလူရှင်တွေကဆောက်ထားတယ်တွေးမွေးတဲ့အာဟာရဒါနကုသိုလ်ရှင်တွေကလည်းရွှေမတော်မျိုးမဆက်ဘာမှညာမှမသိသရာကြည်ပြူပေးလှူတဲ့လူကလည်းရှိတယ်အခုကွာရတင်းထဲမှာဗော်လန်တီယာတွေမေးကြည့်တယ်အဲ့ဒီဗော်လန်တီယာ90လောက်ထဲကတစ်ယောက်သောသူကအမျိုးသားအိမ်ကဇနီးကဒီလောက်တောင်ရိပ်ရှိကြီးလုံနေမယ်ဆိုရှင်ဒါပဲလုံမလားကျမနဲ့ကွဲမလားဆိုကျမနဲ့ခွဲမယ်ဆိုပြီးတော့အဲ့ဒါဇာယုစာတန်နဲ့ခွဲထုတ်ပေးလိုက်ပြီတို့တိုင်းပြည်မှာဝမ်းသာစရာပဲနော်ဦးဇင်းကတော့ဒါဦးဇင်းရဲ့လက်ထောက်ယဟန်နေပြောလို့ကြားတာပါဒီကွာရတင်းထဲမှာဗော်လန်တီယာလုံနေတာဦးဇင်းတို့3ပတ်ဆိုတော့ရက်ပေါင်းကများပြီလေလနဲ့ချီလာပြီအိမ်ကတက္ကမလိုက်လာတာရှင်ဒီလိုပဲဗော်လန်တီယာပဲလုံနေမှလားကျမနဲ့ပေါင်းမှလားတဲ့ကျမနဲ့ပေါင်းမှမြင်လိုက်ခဲ့တယ်မပေါင်းမှမြင်နေတယ်အေးမပေါင်းဘူးဆိုပြီးစာချုပ်လက်မှတ်ထိုးပေးတယ်ကဲနော်ကျေးဇူးရှင်နေသမင်းကျေးဇူးရှင်နေအစာအုပ်ကျေးဇူးရှင်နေနော်ရေမီးအလူရှင်နေကိုနဲ့ရွှေမတော်မျိုးမဆက်ဆိုးလားကြမ်းလားဘယ်ဘာသာဘာလူမျိုးမှလည်းမသိမခွဲကြပဲနဲ့စောက်ရှောက်နေတဲ့ဗော်လန်တီယာပုဂ္ဂိုလ်တွေနေရောညရောသူတို့စောက်ရှောက်ရတာကိုကတော့အခမ်းသာအိမ်နေနိုင်ပြီမင်းသူတို့ခမညာရောနေရောဂျူတီနဲ့လဲစောက်ရှောက်ပါပါလေနော်ဦးဇင်းတို့တွေကလည်းတရားပြပေးတယ်ဆိုတော့ခမညာတို့တော်တော်ဘုံကြီးတာပဲအဲ့ဒါကမှပြင်းနေကွာကြားတယ်ကွာဆိုလည်းမတတ်နိုင်ဘူးပေါ့ဗျာအေးအဲ့တော့ဓမ္မဆိုတာလိုက်ရှာတဲ့ဓမ္မမဟုတ်ဘူးအသားဆိုလည်းမြင်ရတယ်လက်သေးလည်းမြင်ရတယ်ဆံပင်လည်းမြင်ရတယ်နော်အယိုးတွေရှိတယ်ဆိုတာလည်းသူများမေးစရာလည်းမလိုပါဘူးရှိတယ်မှန်တယ်ဥတွေအသေးတွေအကျိုးတွေရှိတယ်ဆိုတော့လည်းမှန်တယ်အဲ့ဒါတွေကကိုလှုပ်ထားတာမဟုတ်ဘူးမျက်လုံးကြီးရှိတာလည်းသူများလိုက်ရှာစရာမလိုဘူးမြင်တယ်ဘာရှိလို့မြင်လဲမျက်လုံးရှိလို့မြင်တယ်
ငါမြင်တာလားမျက်လုံးကမြင်တာလားမျက်လုံးရှိလို့မြင်တာမျက်လုံးမြင်တာပေါ့ကောင်းပြီအဲ့မြင်တဲ့မျက်လုံးကငါလှုပ်ထားလို့လားဆိုတော့မဟုတ်ဘူးအဲ့ဒါဆိုကိုလှုပ်ထားတာမဟုတ်တဲ့မျက်လုံးငါမျက်လုံးလို့ဆိုရင်မှားမလားဆိုမှားတယ်မှားတာကိုအမှန်ပြန်မလုပ်နဲ့မှားတာကိုမှားတယ်လို့စွန့်မှန်တာကိုမျက်လုံးဒီအနတ္တသဘောအဲ့လိုအောင်ပြုခဏခဏပြုရင်ငြိအေးလားဘာဝနာအားကောင်းလာလို့ရှိရင်ဉာဏ်ဤထက်ပြီးတော့ငြိမ့်လာတယ်သကုံဥဒ္ဒပါဠိအခုတော့ယောဂီတွေအနတ္တဓမ္မလိုက်ရှာရတဲ့မလို့တဲ့ဒုက္ခဓမ္မအနိစ္စဓမ္မကြီးဓမ္မသကုံပွင့်သွားပြီအရင်တော့ငါပဲငါကိုယ်ပဲငါပုဂ္ဂိုလ်တ attva ပဲနဲ့ငါနဲ့စွဲနေတာအခုတော့မဟုတ်ဘဲနဲ့ဓမ္မစက္ခုဓမ္မကိုမြင်တတ်တဲ့စက္ခုမြင်သွားပြီအညာတိဝတ္တဘောကုဏ္ဏညိုတယ်အရင်တော့ကတော့ကုဏ္ဏညာကြီးလေပုဂ္ဂိုလ်တ attva ရှိတယ်လို့ဆွဲထားတာမြတ်စွာဘုရားလည်းဟောကောတခါတည်းသိသွားပြီတဲ့သကုံဥဒ္ဒပါဠိဓမ္မစက္ခုဓမ္မကိုမြင်တတ်တဲ့ဓမ္မစက္ခုမြင်ရပြီဉာဏ်ဥဒ္ဒပါဠိသဘောအပြင်ခေါ်ကြတတ်တဲ့ဉာဏ်ပေါ်ပြီပညာဥဒ္ဒပါဠိပိုင်းခြားသိတဲ့ပညာဉာဏ်တွေပေါ်ပြီဝိဇ္ဇာဥဒ္ဒပါဠိအမှန်ကိုအမှန်တိုင်းမြင်တဲ့နော်တရားတွေကိုသိပြီအာလောကောဥဒ္ဒပါဠိအမိုက်ပေါင်ကွယ်ပြောက်အလင်းသို့ရောက်ပြီအခုလည်းဒုဒကာရမတွေအာဟာရဇယုတ်ကမ္မဇယုတ်အနတ္တယုတ်ဒုက္ခယုတ်အနတ္တယုတ်အဲ့ဒီယုတ်လက္ခဏာတွေလျှောက်ရှုပါပွားပါထက်အောင်ပွားပါအေးမျက်လုံးကိုလည်းအမေဝင်းလေးကပါလာတဲ့မျက်လုံးအမေဖေးကတတ်ပြီးတဲ့မျက်လုံးမဟုတ်ဘူးငါဘာငါလူဖြစ်အောင်မျက်လုံးပါမှဆိုပြီးကိုယ့်ဘာကိုတတ်ခဲ့တာမဟုတ်ဘူးအဲ့ဒါကိုညံနဲ့ခဏခဏသုံးသပ်အဲ့ဒါဆိုကိုမလုံးထားပဲနဲ့မြင်လာတဲ့မျက်လုံးမြင်တာဒီငါမြင်တာမဟုတ်ဘူးငါပိုင်မဟုတ်ဘူးမြင်တဲ့မျက်လုံးရတယ်ငါမျက်လုံးမဟုတ်ဘူးလို့အဲ့ဒီသဘောကိုညံနေမြင်ပြီးပွားအာနာရှိတာမရှိတာချမ်းသာတာမချမ်းသာတာဂုဏ်ရှိတာမရှိတာတွေဘေးချိတ်ပွားဖို့လိုပါတယ်နော်ရှစ်ဘဝတဲ့မလုံးအောင်ပွားကြပါဒုက္ခရှည်လျားလာပါတယ်ခင်ဗျားတို့ခုကွာရန်တိုင်းနဲ့ဝင်တဲ့ထဲမှာတော့မှကောင်းကောင်းနေကောင်းကောင်းစားအစဉ်သင်းဆရာနေရတော့မှစိတ်ထဲမှာအကျဉ်းကျဖြစ်နေငရဲကြဘလို့လုံးငရဲကြဘလို့လုံးမလဲခင်ဗျားတို့မမြင်ရဘူးမြင်တဲ့ပုဂ္ဂိုလ်တွေမှာစိတ်မချမ်းဘူးစိတ်မချမ်းသာဘူးစိတ်မချဘူးနောင်ရည်မအေးဘူးဘာနဲ့တူနေလဲဆိုတော့ကျတို့မှာကြက်မကြီးတဲ့ကိုကြက်မကြီးကဥနေတာကိုကြက်ပိုင်ရှင်ကကြက်ဥတွေယူဘဲဥတွေထည့်တာမသိဘူးကြက်မကြီးကတော့ဝတ်တာအချိန်တန်ကြတော့ဘဲကလေးတွေပေါက်လာတော့အဲ့ဘဲလေးတွေကရေရှိတဲ့နေရာကူတော့ကြက်မကြီးကသူ့သားလေးရေထဲမှာကြတော့ကံပေါင်းနေတကော့ကော့နဲ့អော်တယ်သွေးတာထွက်သွားမယ်ဘဲလေးတွေကရေထဲပြောနေအခုလည်းဒီလိုပဲတဲ့မြတ်စွာဘုရားလေးသိရှင်တဲ့ကဘာတသိန်းအသက်ပေါင်းများစွာမေတ္တာတရားကြီးမားစွာဖြင့်တို့အတွက်ဩနာတိဒုက္ခနဲ့တကွာအဘေတကားတန္တရာမလွတ်ဖို့အတွက်လေးသိရှင်တဲ့ကဘာတသိန်းပါရမီဖြည့်ပြီးရင်းခဲ့တဲ့ကျေးဇူးတွေကိုခေါင်းနဲ့မထက်ဘေးချပြီးတော့ခဏချမ်းသာတဲ့ဒေါ်လာပေါင်းစတာလင်ဘတ်တွေအဲ့နောက်ပဲပြုစုပြည့်တဲ့နဲ့လိုက်ကြတယ်ကြီးမားတဲ့မေတ္တာနဲ့ဘဝပေါင်းများစွာတတ္တဝါတွေအတွက်ရင်းခဲ့တဲ့ကျေးဇူးရှင်ကိုကျေးဇူးတင်ရမှမသိကျေးဇူးရှင်ရဲ့ပေးနေတဲ့အမွေကိုယူရမှမသိဘူးအဲ့တော့ငါတို့တွေကံကောင်းတယ်ကိုရိုနာဘိုင်းဒတ်ကိုကိုရိုလာဘိုင်းဒတ်ကိုကျေးဇူးတင်ရမယ်သူ့ကြောင့်ငါတို့အမှန်တရားတွေတွေ့ရပြီးနာရပြီးရှုရပြီးအဲ့တော့ဒုဒ္ဒဂဓမ္မတွေနားကိုလည်းပွားနားကြီးရှိနေတာဘယ်မှလိုက်ရှာကြမလို့နားရှိတာပဲပျောက်နေလို့လိုက်ရှာရတာမဟုတ်ဘူးမျက်လုံးမိတ်ရှာရတာမဟုတ်ဘူးအဲ့ဒီနာကိုတတ်ထားလို့လားအမေဖေးကတတ်ပေးလိုက်တယ်လို့လားမဟုတ်ပါဘူးတဲ့မွေးရပါလာတာပါကံတရားတတ်ထားတာပါအဲ့လိုဆိုရင်ငါမလုပ်ထားပဲနဲ့ကြားနေတဲ့နာကိုငါကြားနေငါနာပဲလို့ဆိုရင်မှားတယ်ငါနာလို့ဆွဲတာမှားတယ်ငါနာမဟုတ်ဘူးငါပိုင်မဟုတ်ဘူးကြားနေတာလဲငါကြားနေတာမဟုတ်ဘူးကြားနေတာတော့ရှိတယ်ဓမ္မသဘောပဲလို့အဲ့ဒီလိုပွားပြီးခဏခဏပွားအဲ့တော့နာတဲ့အခါမှာစားတဲ့အခါမှာရှားဖို့အရသာတွေ့တဲ့အခါမှာငါလှုပ်ထားတာမဟုတ်ဘူးငါပိုင်မဟုတ်ဘူးဓမ္မအနတ္တပါလား
အဲ့ဒီလိုလိုက်ရှာစရာမလိုဘဲနဲ့ရှိပြီးသားဘောလုံးကြီးပေါ်နေတဲ့ရုပ်ရဲ့အနိစ္စဓမ္မဒုက္ခဓမ္မအနတ္တဓမ္မကိုဓမ္မအတိုင်းပွားကြပါလို့ဦးဇင်းတိုက်တွန်းတယ်နောက်တစ်ခါကျတော့စားတဲ့အစာတွေစီးတွေဝင်းနေဖြစ်စီးတွေဝင်းနေဖြစ်အောင်မလို့လုပ်ကဲမကောင်းတဲ့ညီကြီးတွေဆုံးတာကိုယ့်အောင်လုပ်နေလို့လားစစ်ပါကိုယ့်အကိုမေးပါမေးခွန်းတွေထုတ်ပါခဏခဏသုံးသပ်ပါအဖြေရှာပါအကဲခတ်ပါအဲ့လို့ဆိုရင်ငါလောက်တာမဟုတ်ဘဲနဲ့သူ့သဘောသူဆောင်လာတဲ့ဒီယုတ်ဓမ္မကြီးကိုငါပဲငါကိုယ်ပဲလို့ဆွဲတာမှားနေပြီအမှားကိုအမှားပဲလို့မြင်နေတာတရားအမှန်ကိုအမှန်ပဲလို့မြင်နေတာတရားနော်အမှားကိုအမှန်လို့လုပ်တာမတရားအမှန်ကိုအမှားလုပ်တာမတရားအဲ့ဒါမတရားဘူးမှားတာကိုမှားတယ်လို့မြင်တာတရားမှန်တာကိုမြင်တယ်လို့မှန်တယ်လို့မြင်တာတရားအဲ့တော့မှန်တာကိုမှန်တဲ့အတိုင်းဟုတ်တာကိုဟုတ်တဲ့အတိုင်းအရှိကိုအရှိအတိုင်းသူ့သဘောပေါ်တာကိုသူ့သဘောပေါ်တဲ့အတိုင်းငါသဘောမဟုတ်ကြောင်းမမြဲကြောင်းနော်ဆင်းရဲကြောင်းအနှစ်မရှိမခိုင်မာကြောင်းအဲ့ဒီလိုဒီမြင်လေရှုလွယ်တွေ့လွယ်အာယုံပြုလွယ်တဲ့ထင်ရှားတဲ့အဲ့ဒီယုတ်ဓမ္မကိုအပမဒိနမလျော့မပေါ့တတိထား၍သံပါဒိဋ္ဌသေတဲ့အထိအောင်ကြီးသားလေးလို့ဘဝနိုင်ကြပြီးလျင်အာသင်္ကရတ္တနိဗ္ဗာန်ရှိပြီမြတ်သို့ရလွယ်ရောက်လွယ်မြင်ပေါပြီးလွယ်နိုင်ကြပါစေကုန်သတည်း